ခုဦးဇင်းတို့သူတော်ကောင်းတို့တွေသာသနာနဲ့ကြုံတွေ့လာရတဲ့အလျောက်သာသနာတော်ဤကျေးဇူးတရားတွေသုံးဆောင်ခံစားခွင့်ရှိမရှိ
ဘယ်လိုရှိလဲဆိုရင်ဖြေရခက်ကြအောင်ပါနော်သို့တော့ဖြေဖို့တော့ရှိနေရမယ်ဟုတ်လားသာသနာတော်ကြီးကျေးဇူးသိမှကျေးဇူးရှိတယ်ဗါလဲခုအားလုံးများသောအားဖြင့်တရားနာလာတဲ့ပုဂ္ဂိုလ်တွေဗုဒ္ဓဘာသာများပါတယ်နော်ဗုဒ္ဓဘာသာမဟုတ်လဲတာနာလို့ရပါတယ်အဲ့တော့ဗုဒ္ဓဘာသာများတော့ဗုဒ္ဓဘာသာဆိုတာဘာခေါ်လဲဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးသူကိုဘာခေါ်လဲအဲ့တော့နေ့စဉ်နဲ့မြတ်သူတော်ကောင်းတို့အခါအားလျော်စွာဘုရားမကြော့ကြဘူးလားဘုရားတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိမကြော့ဘူးလားအဲ့တော့ကိုမေးကြည့်စားငါဘုရားကြော့တတ်ပြီလားဘယ်လိုဖြေရမလဲမဖြေတတ်ပါဘူးဘုရားနော်ဒီနေ့အဲ့ဒါပြောချင်တယ်ဘုရားကြော့တတ်ပြီလားဆိုတာဘုရားကိုကြော့တာဘုရားရှင်ကဘုရားစီကတခုခုလိုချင်လို့ကြော့ကြတာလားဒါဖြင့်ဘာလို့ကြော့လဲကျေးဇူးရှင်မို့လို့နော်ကိုယ်ွယ်တိုက်သူပူဇော်တိုက်သူစိကထိုက်တဲ့ဂုံအင်္ဂါတွေနဲ့ပြည့်စုံနေလို့ရှ िख ိုးကြော့တိုက်သူမို့လို့မလုပ်တာကြော့တာအဲ့တော့ရှ िख ိုးကြော့ခြင်းဟာဘုရားရဲ့ကျေးဇူးဂုဏ်တွေကိုဥညွတ်ပူဇော်တဲ့အနေနဲ့ကြော့ကြတာဟုတ်ပြီနော်ဘုရားကြော့တယ်ဆိုတာဘုရားရဲ့ကျေးဇူးဂုဏ်ကိုဥညွတ်ပူဇော်တဲ့အနေနဲ့ကြော့အဲ့တော့ဗုဒ္ဓံတရဏံကိသာမိဆိုပြီးကြော့လိုက်တဲ့အချိန်မှာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုယ့်ပေါ်မှာဘယ်လောက်ရှိသလဲငါတို့ဘုရားရှင်ရဲ့သာသနာနဲ့တွေ့လို့တနည်းအားဖြင့်တူပြောရင်ဘုရားနဲ့တွေ့လို့ကိုတော်တော်တို့ဘုရားနဲ့တွေ့မတွေ့မတွေ့ဘုရားရှင်ကိုရောမြတ်ကြီးရှိစဉ်အခုသက်တော်ထင်ရှားတော့မရှိတော့ဘူးနှစ်ပေါင်း2552နှစ်တောင်ရှိပြီဘုရားပရိနိဗ္ဗာန်စံဒါဖြင့်ငါတို့ဘုရားနဲ့တွေ့သလားဆိုတော့ဘုရားဆိုတာဘာလဲလို့မေးတော့အဆုံးအမပေးတတ်တာဘုရားသစ္စာတရားဟောတတ်တာဘာလဲဘုရားဒါဖြင့်ကိုတော်တော်တို့ဘုရားရဲ့အဆုံးအမတွေနဲ့တွေ့မတွေ့အဆုံးအမနဲ့တွေ့ရင်ဘာနဲ့တွေ့တာပဲဘုရားရှင်ကိုရောမြတ်ကြီးရှိရင်လည်းဒီအဆုံးအမတွေဆုံးမမှာပဲဟုတ်ပြီနော်အဲ့တော့အဆုံးအမနဲ့တွေ့သည်ဖြစ်သောကြောင့်ဦးဇင်းတို့မှာဘာနဲ့တွေ့တယ်ခေါ်မလဲဘုရားနဲ့တွေ့တယ်အဲ့တော့ဘုရားရှင်ရဲ့အဆုံးအမတွေငါမှရတော့ဘာကျေးဇူးတွေများသလဲဆိုတာကိုဘုရားကြော့တိုင်းကိုရရှိခံစားသုံးဆောင်ရတဲ့ကျေးဇူးဂုဏ်တွေကိုအာယုံပြုပြီးတော့ကျေးဇူးတုံ့လဲပူဇော်တဲ့အနေနဲ့ကြော့ဓမ္မဒါဘုရားကြော့လေလို့ဟုတ်ပြီနော်မြေကြီးတွေကပေါ်လာတဲ့ဘုရားမို့လို့ဘောရမူဘုရားမို့လို့ကြော့လိုက်ရေတွေကငုတ်ပြီးပေါ်လာတဲ့ကိုတော်ကြီးမို့လို့နော်ရေတွေကငုတ်လာတဲ့ကိုတော်ကြီးဘောရမူမို့လို့ကြော့လိုက်တောင်ပေါ်တည်ထားတဲ့ဘုရားမို့လို့ကြော့လိုက်တောင်အောက်တည်ထားတဲ့ဘုရားမို့လို့ကြော့လိုက်ပင်လယ်ကမ်းစပ်သွားတည်ထားပြီးတော့ရေမလွှမ်းတဲ့ဘုရားလှုပ်ချင်လဲလှုပ်နေသေးတာပင်လယ်ရေဆိုတာဒီတဲ့ပိုတက်တာမှမဟုတ်ဘဲနဲ့ရှင်းလားအဲ့ဒါဘုရားရဲ့ဂုဏ်နေလားရေကြီးတဲ့ပေါ်လာတာရေတွေကပေါ်လာတာဟုတ်လားရေမလွှမ်းတာအဲ့ဒါဘုရားဂုဏ်နေလားမဟုတ်ဘူးတချို့ကအရဟံသမ္မာသမ္ဗုဒ္ဓတပည့်တော်ဂုဏ်တော်9ပါးအမြဲကြော့တယ်ဒါပေမဲ့အဲ့ဒီဂုဏ်တော်9ပါးရဲ့ကျေးဇူးကိုခင်ဗျားတို့နားလည်သလားအရဟံဂုဏ်တော်ဆိုအရဟံဂုဏ်တော်ကိုယီမှန်းပြီးတော့ကြော့နိုင်မှဟုတ်ပြီနော်အဲ့တော့အဲ့ဒီပါဠိစကားလုံးတွေတို့နှလုံးမသွင်းတတ်ဘူးတို့နှလုံးသွင်းတတ်တာကဦးဇင်းတို့ကြော့ပုံပြောပြကိုယ်မှလောဘစိတ်ကလေးတစ်ခုဖြစ်လာတယ်အဲ့ဒီလောဘစိတ်ကလေးရဲ့အပြစ်ကိုသိတယ်ဩလောဘဆိုတာဆင်းရဲပါလားဒါကြောင့်ဘုရားကလောဘကင်းအောင်ဟောတော်မူတာပဲလောဘကင်းတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏
လောဘကင်းအောင်ဆုံးမတော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးပါ၏ကိုယ်တိုင်သုံးဆောင်ခံစားရတဲ့ဂုဏ်ကျေးဇူးကိုကိုယ်တိုင်အာယုံပြုပြီးပူဇော်နိုင်မှဒါဘုရားကိုပူဇော်တယ်လို့မြည်ရှင်းလားဘုရားတရဏံကိစ္ဆာမိရွတ်နေုံနဲ့နှလုံးသွင်းမမှန်ရင်ဘုရားကြော့ရရောက်သလားမရောက်ပါဘူးအေးဘုရားကြော့တတ်အောင်ကိုတို့လူမျိုးတွေကသင်ရအောင်ပါအဲ့ဒါမသိလို့တိတ်တီအောင်ဘုရားတတ်ပေါင်းစုဘုရားအဋိဋ္ဌံအောင်ဘုရားဆုတောင်းပြေဘုရားဒါလိုက်ရှာနေအဲ့ဒါဘုရားဟုတ်သလားဟုတ်ဘုရားကခမည်းတော်ကိုသိဋ္ဌိတွေပြည့်အောင်လဲဘာမှလုံမပေးခဲ့လုံလည်းမပေးနိုင်ဒီချမ်းမနော်ဘုရားရှင်ကိုရောမြတ်ကြီးသူ့တူရီသောသားကိုကဲငါသားဆင်းရဲကလွတ်မြောက်ပြီးချမ်းသာစေတည်းလုပ်ပေးခဲ့လားဘုရားမှာရထားတဲ့တကောသိဋ္ဌိတွေအိဋ္ဌိပတ်တွေအကုန်လုံးကဲငါသားသင်္ကန်းဝင်လာတာငယ်ငယ်လေးအိဋ္ဌိပတ်တကောအကုန်ပြည့်စုံသေးလုပ်ပေးခဲ့သလားဘာလို့လုံးမပေးခဲ့လဲလုံးလို့မရလို့ရှင်းလားဒါဖြင့်ချစ်သားအေးချမ်းခြင်းရင်ဒီတရားအထုသူ့သားလေးကိုကိုရင်လေး9နှစ်သားကိုရင်လေးနဲ့ကျောင်းမှာကိုရင်ဝတ်ပေးလိုက်တော့ကြံတဲ့ယဟန်နေသံဃာတွေနဲ့သဟဇာတဖြစ်အောင်နေတတ်အောင်ဘုရားက9နှစ်သားကလေးကဆုံးမထားတယ်ချစ်သားရဟုတ်လားမင်းစကားတခွန်ပြောတော့မယ်ဆိုရင်လေအရင်စဉ်းစားအောင်กว่าအရင်မပြောလိုက်နဲ့အဲ့ဒီစကားဟာကိုယ့်ကိုဆင်းရဲစေမဲ့စကားလားကိုပြောလိုက်တဲ့စကားကြောင့်သူတစ်ပါးတစ်ယောက်ဆင်းရဲသွားမလားဟုတ်ပြီနော်ဒါမှမဟုတ်မိမိရောသူတစ်ပါးရောနှစ်ဦးသားလုံးဆင်းရဲမဲ့စကားလားဒါအရင်စဉ်းစားအောင်အဲ့ဒါလို့ဆင်းရဲမဲ့စကားဆိုမင်းမပြောနဲ့ကွာဟုတ်ပြီလားအဲ့တော့မိမိရဲ့ကာယကံဝစီကံမှာမနောကံမှာချစ်သားရည်တဲ့ကာယကံပဲလှုပ်လို့ဝစီကံပဲလှုပ်လို့မနောကံပဲလှုပ်လို့ချစ်သားအရင်စဉ်းစားအောင်ကိုဆင်းရဲမဲ့အလုပ်လည်းမင်းမလုပ်နဲ့ကွာသူတစ်ပါးဆင်းရဲမဲ့အလုပ်လည်းမလုပ်နဲ့ကဲဆုံးမဘာလို့ဆုံးမတဲ့သွန်သင်တဲ့လမ်းညွန်အဲ့ဒီလမ်းညွန်မှုကိုရာဟုလာလေးက9နှစ်သားကနာရတာပရိနိဗ္ဗာန်စံတဲ့အထိအဲ့ဒီစကားကိုနားထောင်သွားတယ်ဘုရားရဲ့သားတော်ရာဟုလာပရိနိဗ္ဗာန်စံတယ်ဆိုရင်တော့じゃဘုန်းကြီးပြန်ကောက်လို့လူတွေငွေကုန်ကုန်မှာဆိုလို့နတ်ပြည်မှာပရိနိဗ္ဗာန်သွားစံရှင်းလားသဘောပေါက်လားဒီနေ့ကျိုးကမွေးနေ့ပူဇာဆိုပြီးလာတော့မွေးနေ့နဲ့ပတ်သက်တာလေးမှတ်မှတ်သားသားဖြစ်အောင်ပြောအောင်အဲ့တော့တို့ဆရာတော်ကြီးဝါတော်90ပြီဆိုတော့ပုံမှန်တိုင်းဆိုအသက်80နော်80ဆိုတော့ဒီပုဂ္ဂိုလ်ဒီအပြောအရတော့မွေးနေ့မင်္ဂလာလို့ပြောတာ80ပြည့်လာတာဟာတကယ်တော့တိမ်မဲ့ဘက်ကို290ရောက်လာပြီအမှန်တိုင်းပြောရင်သေကံဤနေ့လို့ပြောရဆရာတော်ကြီးကတော့ကောင်းခောက်တော့ပါပဲနော်ခောက်သည်ဖြစ်စေမခောက်သည်ဖြစ်စေတရားဟောမှာဟုတ်ဗျမွေးနေ့လားသေကံဤနေ့လားဥဒ္ဓမင်္ဂလာအသက်42နှစ်ဆိုတော့42နှစ်သေမဲ့ဘက်ကိုရောက်လာပြီအဲ့ဒါမင်္ဂလာလို့မပြောနဲ့ဗျသတိထားမှာဩငါ42နှစ်ပြည့်ပြီ42နှစ်သေမင်းလက်ထဲရောက်လာပြီသေကံနီးလာပြီရှင်းလားကဲဒါဖြင့်ငါအသက်80ပြည့်ပြီဘာတွေလုပ်ပြီးပြီလဲသာသနာအတွက်ဘာလုပ်ပြီးပြီလဲအများအတွက်ဘာလုပ်ပြီးပြီလူရယ်လို့ပေါက်ဖွားလာတာငါတယောက်တည်းအတွက်ပေါက်ဖွားလာတာဆိုရင်တော့မင်းလူကိုမဟုတ်ဒီခြားနားထောင်နော်အရေးကြီးတယ်မွေးနေ့မင်္ဂလာမှာဓမ္မလက်ဆောင်ပေးမလို့ရှင်းလားကဲနောက်မွေးနေ့လို့ရင်ပိဿာဝင်ရင်ဘယ်လိုဝင်မလို့ငါရဲ့ဟုတ်လား23နှစ်မြေဒီကနေ့နေ့ကြွားခဲ့ကြပါဖေးရပါမယ်တော့ဖေးရလားနမိတ်မရှိနမမရှိ
ခဲတော့ဘယ်တော့နမိတ်ရှိလို့သဘောပါလားသူကလာသေးတာလာခြင်းကောင်းတော်မူသောတဲ့ဘယ်သူမှလာခြင်းမကောင်းဘူးဒီထဲကထွက်လာတာကြီးပဲဟမ်ရှင်းသလားဘုရားလည်းဒီလမ်းကြောင်းကထွက်လာတာပဲလာခြင်းမကောင်းဘူးရှင်းလားအဲ့တော့မိမိနေရတဲ့လူဘဝကလေးကိုတန်ဖိုးရှိအောင်အကျိုးရှိအောင်နေနိုင်မှအသက်ဘယ်လောက်ရှိပြီဆိုတဲ့တန်ဖိုးကိုဖြတ်လို့ရမှာဒီနေ့သူမင်္ဂလာအသက်40ကျော်လာပြီသာသနာအကျိုးအများအကျိုးဘာတစ်ခုမှမလုပ်ဘူးရင်အဲ့ဒီ40ဟာအလကား40ပဲဆံကုန်မြေလေးပဲရှင်းလားသဘောပေါက်သလားအဲ့တော့ငါတို့ဖျားကိုကြော့တတ်ပြီလားဆိုတာဖျားရဲ့အဆုံးအမတွေလိုက်နာပြီးတော့ငါတို့အများအကျိုးဘယ်လောက်လုပ်ခဲ့ပြီလဲသာသနာအကျိုးဘယ်လောက်လုပ်ခဲ့ပြီလဲသာသနာတော်အပေါ်မှာဘယ်လောက်တာဝန်ကျေကြသလဲရှင်းလားဘယ်သူကိုဘယ်သူစီစစ်ရမလဲအဲ့လိုပြောလို့တော့じゃဆရာတော်ကြီးလည်းသွားအင်တာဗျူးမနေတယ်ဘုန်းကြီးဘာတွေလုပ်လာတော့80ပြည့်ပြီဒါလုပ်ဖို့ပြောတာမဟုတ်ဘူးဘယ်သူကိုဘယ်သူစစ်ဖို့လို့ကျင်းသလားအရေးကြီးတယ်တနေ့တဲ့တနေ့ငါတို့ဟာဘယ်oùသွားနေသေရလန်းကိုသွားနေတာဒီထဲမှာသေမဲ့လူအဲ့တော့တရက်ပြောင်းလာတိုင်းတခါတလေတရားများပြောကြသေးတယ်နှစ်သက်ကူတဲ့နှစ်သက်ကူလို့လည်းပြောသေးတယ်ကဲအခု2008ကနေနှစ်သက်ကူရင်ဘယ်ရောက်သွား2009ဆိုကဏ္ဍနေပုံများလာတာပိုးအိုလာတာဗျနှစ်သက်ကူတာမဟုတ်ဘူးရှင်းသလားခဲတို့ခန္ဓာကြီးရောအသစ်ဖြစ်လာတာလားဟမ်အဲ့တော့နှစ်တစ်နှစ်ပြောင်းသွားပြီဆိုရင်ကဲအသက်50ရှိတဲ့လူကနောက်တစ်နှစ်ပြောင်းတော့50နှစ်ဘယ်မလို့သစ်လာတာခင်ဗျားတို့ကရှင်းလားအဲ့ဒါနှစ်သက်ကိုဆိုပြီးဟိုမှာသေကန်ကြီးပြောလိုက်ကြသေးတယ်မြို့တဲ့ကလို့ခုံလို့မူးလို့ယူလို့ဟိုကဒေအိုးကလာခဲ့ဆောက်ရှင်းတတ်သလားဗုဒ္ဓံတရဏံဂစ္ဆာမိလို့ဆိုရင်မိမိကိုယ်တိုင်နားလေတဲ့ဘုရားရဲ့ဂုဏ်ကျေးဇူးကိုနှလုံးသွင်းပြီးတော့ကြော့နိုင်မှဦးဇင်းတို့တော့ကုရီတည်းရင်းနဲ့ကုရီထဲမှာနှလုံးသွင်းကြည့်လိုက်ဩခန္ဓာဒုက္ခသစ္စာကြီးခန္ဓာထဲကထွက်လာတာအပုတ်ကောင်လေးပဲငါဒါအခုငါသိနန်းနေတဲ့ဟာကြီးကငါထဲကထွက်လာတာဟမ်ဒါမို့ဒီခန္ဓာကြီးကသူ့ဘာကြီးလားအတုဘာကြီးလားဩနှစ်သက်ဖွယ်မရှိပါလားကိုပိုင်တာလည်းဘာမှမရှိပါလားဩဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကခန္ဓာဒုက္ခသစ္စာလို့ဟောတော်မူတာပဲသစ္စာတရားဟောပြတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးပါ၏အိမ်သားတွေကနေထိုင်ကြတော့လိုက်ရှင်းလားမရောကောင်းဘူးလားအဲ့ဒါဘယ်တော့မို့စူတောင်းပြည့်ဘုရားမှာရွေးကြတော့ဟမ်ရွှေဘုံကြီးပုံထားမှဘုရားဆိုသွားကြတာအလူရဲ့ကျန်တဲ့ဘုရားလေးတွေမျက်နှာကုန်ငယ်ဟမ်သဘောပါသလားအခါဘုရားဘူးထွက်မယ်လေဆိုတော့အိမ်မှာဘုရားမရှိတာကြားဒေသန္တရဘုဟုတုတ္တရခြင်းထွက်ပါဘာသန္တရဘုဟုတုတ္တရခြင်းထွက်ပါငါတို့ဖယလေထွက်လိုက်ဦးမယ်ဆိုထွက်အဲ့ဒါတတ်ဘုရားဖူးတာကတော့ဖြင့်ဘုရားဂုဏ်ကျေးဇူးမြင်ရင်ကြိုက်တဲ့နေရာမှာဖူးလို့ရှင်းသလားဘုရားကိုမကြော့တတ်ကြတဲ့အတွက်ဘုရားပျောက်လူဖြစ်နေပြီဗာလဲမှတ်သွားဒီစကားကိုဘုန်းကြီးဘာလို့ဒီစကားကိုပြောဘုန်းကြီးတဲ့ sorry မှားသွားတယ်ဦးစင်နော်ဘာမှပြီးတော့ဘုန်းကြီးတစ်ပါးမှမရှိတော့ပါဘူးနော်အဲ့တော့ဘုန်းကြီးမှဘုံမကြည့်နိုင်ဘူးခွင့်သွားမတောင်းမဲနဲ့တရားမှဟောမရပဲ excuse me နော်ကျွန်တော်စကားလေးတရားလေးဟောခြင်းလို့ပါလက်မှတ်ထိုးပေးခဲ့ပါမယ်ခွင့်ပြုမှဟောရကိုယ့်ထက်ကြီးတဲ့လူတွေဒီဘုံကြီးရှိအဲ့တော့ဒိုးဘဝဦးစင်လေးပါနော်ရှင်းသလားမှတ်ထားသာသနာကွယ်လို့နေပြီအဲ့တော့ဘုရားပြောက်တရားပြောက်ဘုရားနာမည်တွေဖတ်ကြည့်လိုက်သေးတယ်ဆူတောင်းပြေးဘုရားသူတို့ဘုရားမမြင်ဘူးအဋိဌာန်အောင်ဘုရားဘုရားမမြင်ဘူးလာဘသိတိဘုရားရှုပ်ရှက်ကိုခတ်နေတာပဲဘုရားဘွဲ့လဲတခုမှမပါဘူးရှင်းနိုင်ကြလားသဘောပေါက်သလားဒါဖြင့်ဘုရားမြင်အောင်ကြည့်ဗာလဲဘ
ဖယားကိုတကယ်မြင်ပြီးဖူးနိုင်အောင်ကြိုးစားကြတရားမမြင်သေးသေးဖယားမမြင်နိုင်တရားမတွေ့ရင်ဖယားမတွေ့ကြိုက်သလောက်ဇေဒီတေသာဗမာပြည်လောက်ဇေဒီပေါ်တာဗမာပြည်ပဲရှိဒါပေမဲ့ဖယားမြင်တဲ့လူမရှိဘူးရှင်းလားသဘောပေါက်သလားဒါကြောင့်ကိုနေတိုင်းတရားရှိစစ်ဆေးပါအိယာဝင်တစ်ခါစစ်ဆေးပါအိယာဓာတစ်ခါစစ်ဆေးပါငါဖယားဖူးပြီလားငါဖယားနဲ့တွေ့ပြီလားဖယားကြော့တတ်ပြီလားရှင်းရလားဖယားရဲ့ဂုဏ်ကျေးဇူးကိုမိမိနားလည်တဲ့ဘာသာစကားနဲ့မိမိကိုယ်တွေ့တရားနဲ့ကြော့နိုင်မှရှင်းတယ်ကလားလောကရန်ထူထောင်းနေများသွားလာတယ်အဲ့ဒါလေးနှလုံးသွင်းနေတဲ့ဩအကြောင်းတရားနဲ့အကျိုးတရားပဲဖြစ်ပြီးရင်ပြတ်တာပဲဘုန်းကြီးပြောတာအကြောင်းကျိုးပဲဟုတ်ပြီသားပဲနှလုံးသွင်းမှလိုက်တော့ခုနပူမဲ့အပူကဘာဖြစ်လဲအေးသွားတယ်ချက်ချင်းတော့ရှိလိုက်ဩဒါဖယားကျေးဇူးဖယားရဲ့အဆုံးအမကြောင့်ဒီတရားလေးတွေငါသိလို့ဒီလောကရန်ကိုငါအေးအေးဆေးဆေးကြော်ဖြတ်ရတယ်ကျေးဇူးကြီးလာတော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးပါ၏ကိုနားလေတဲ့ဘာသာစကားနဲ့ကိုသိတဲ့ဂုဏ်ကျေးဇူးနဲ့ကြောပါရှင်းတယ်ကလားအရဟံသမ္မာသမ္ဗုဒ္ဓောနားမလဲပဲရွတ်နေုံနဲ့ဘုရားမကြောတာသေးဘူးလို့မှတ်ထားပါရှင်းလားဟဲ့ဒါကြောင့်မို့ခင်ဗျားတို့မှာတခြားသောပုဂ္ဂိုလ်တို့ရဲ့ဝင်ရောက်နှောက်ယှက်ဖျက်ဆီးခြင်းကိုခံလိုက်ရတယ်အရဟံဂုဏ်တော်8400စိတ်ရင်ဘာဖြစ်မယ်အဲ့ဒါအဖြက်ခံလိုက်ရဘာလို့ခံလိုက်ရသာသနာပြည့်များဤပူးသက်ခြင်းကိုခံလိုက်ရတော့အရဟံစိတ်တိုင်းဖျားမြင်တယ်ထင်ပြီးတော့8400ပြည့်အောင်စိတ်နေတယ်ဒါပေမဲ့ तू ဖျားကြော့နေတာလား8400ပြည့်အောင်ရွတ်နေတာလားဒါပါပဲ8400ပြည့်ရင်မဖြစ်မယ်ဆိုပြီးတော့အဲ့ဖြစ်ချင်တာမျောပြီးလုံနေတာဖျားကိုမပါဘူးကျင့်သလားသဘောပေါက်သလားအတန်ဖို့တွေသက်စိတ်နေတိုင်းယူရင်အန္တရာယ်ကင်းတဲ့ဘေးရှင်းတဲ့သူများမနှိမ့်ဆက်နိုင်ဘူးဆိုတာနဲ့တန်ဖို့တွေလိမ့်ညွတ်နေတယ်တန်ဖို့တွေအထဝီသင်းစားကတကြိတ်ရှိစုသောဘုရားရှင်တွေဂင်္ဂါဝါလူသဲစုမကကွန့်တဲ့ဘုရားရှင်တွေဂုံကျေးဇူးဘာတစ်ခုမှမမြင်ဘူးတန်ဖို့တွေညွတ်နေတာပဲရှိတာပဲအဲ့ဒါဘုရားကြော့နေတာလားလို့မေးမဟုတ်ပါဘူးမဟုတ်ဘူးလို့ဖြေစမ်းအဲ့ဒါဘုရားကြော့နေတာလားဒါဖြင့်တရားရှိဘာလောက်တတ်အောင်ဘုရားကြော့တတ်အောင်လို့ဘုရားဘာသာတွေရှင်းသလားဟိုဇေဒီဆိုတာဩဒိတဘုရားရှင်ရဲ့အထိမ့်မှတ်နေတဲ့တည်ထားတာဇေဒီကြီးကိုကြော့တာလားဘုရားဂုံကျေးဇူးကိုကြော့တာလားကျေးဇူးဂုံကိုကိုယ်တိုင်မမြင်သေးပဲနဲ့ကြော့နေရင်ဘုရားကြော့ဓာတ်ကိုမဟုတ်သေးဘူးရှင်းလားဘုရားတို့ကြော့နိဗ္ဗာန်နဲ့တူလဲဆိုအခုကလေးလေးတွေ3နှစ်4နှစ်5နှစ်အရွယ်ကလေးလေးတွေမရှိဘူးလားရှင်းတော့ခင်ဗျားတို့သားသမီးလေးတွေရှိရင်ဘုန်းကြီးမြင်တာဘုန်းကြီးလာတယ်ဩကာကြော့လိုက်ဆိုတော့ကြော့ချင်းမကြော့ချင်းလက်တစ်ဖက်ကိုတခါတည်းကူးချပြီးကြော့ဆိုတော့ကြော့ချိုက်အဲ့တော့အဲ့ကလေးဘာသိလို့ကြော့တာဘာမှမသိဘူးခုလည်းခင်ဗျားတို့အဲ့ဒီအဆင့်ပဲရှိသေးမိယောမလာကြော့လို့ထိုင်ကြော့လာတာဘုရားကျေးဇူးဘာမှလည်းမသိဘူးတရားကျေးဇူးဘာမှလည်းမသိဘူးတန်ခါကျေးဇူးမသိတော့ဘုရားစော်ကားဖို့လည်းအဆင်သင့်တရားစော်ကားဖို့အဆင်သင့်တန်ခါစော်ကားဖို့ကျေးဇူးမြင်လို့လားမမြင်လို့လားမြင်ပါဗျာအဲ့တော့ကျေးဇူးသိအောင်ကြိုးစားကြရှင်းလားအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကျေးဇူးသိမှကျေးဇူးသိတော်သူမှကျေးဇူးတရားကိုစောင့်ရှောက်တတ်တယ်ကျေးဇူးမသိရင်ကျေးဇူးတရားကိုမစောင့်ရှောက်တတ်အဲ့တော့အခုကိုယ်တိုင်တကယ်သာသနာကိုစောင့်ရှောက်နေပြီလားဆိုတာကိုမေးရကျင်ကြလားဒီနေ့တရားအရေးကြီးတယ်နော်အဲ့တော့ခန္ဓာရထားပြီးကြတဲ့ဒုခန္ဓာကြီးဟာကိုပိုင်သလားမပတ်ဘူးလားရထားတာခန္ဓာဘယ်နှပါးတော့ဒီခန္ဓာကြီးဒီမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာလားနေ့စဉ်ပဲသွားနေတာသိလန်းသွားနေတာမသိအောင်မသူတားနိုင်အဲ့တော့ဒီခန္ဓာရထားကြတဲ့နေ့စဉ်နဲ့မြထမင်းကျွေးရရေချိုးရအဝတ်စားလဲပေးရမပြုစုရဘူးလားဘယ်လောက်ပြုစုခမရတို့ပြုစုနေရင်နဲ့ဒီနေ့တခြားဒီခန္ဓာဘာဖြစ်လားဟုတ်လားဒီလောက်ပြုစုနေတာပဲဗျထမင်းတွေကိုဆန်တွေကိုကုံလှပေါ့ပဲ
တကယ်ဆိုထမင်းတစ်လုံးစားတိုင်းပြိုးလာရင်ဒါကျွေးကြိုးမွေးကြိုးနှက်တယ်ခုခင်ဗျားတို့ထမင်းတစ်လုံးစားလိုက်တိုင်းတစ်လုံးစားရင်သေမဲ့တစ်ခါနီးလာရင်ရှင်းတယ်နော်ဒါပေါ့မွေးနေ့ဆိုတိုင်းသတိရလိုက်ဒါပါလေသေကံနီးနေ့ပြောမနေ့ကဟောမလို့တော့ဆရာတော်ကြီးကကြိမ်လုံးနဲ့အပေါက်ကစောင့်နေမှာဆိုလို့မဟောရဲလို့နော်ဒီနေ့တော့ဟောပြီးပြေးတော့မှာရှင်းသလားသဘောမပေါက်သလားဘာနေ့လဲအဲ့ဒါသေကံနီးနေ့ကမွေးနေ့ရောက်မှမဟုတ်ဘူးမနေ့တစ်ခါလင်းတိုင်းသေကံနီးလာတာညအိယာဝင်တိုင်းနေစရာတနေ့ကုန်ပြန်ပြီရှင်းရလားအဲ့တော့ဒါကြောင့်မို့တော်တော်ကောင်းတို့သတိထားရမှာလားအသေးမဥခင်ကလေးမှာခဏလေးလူတာဝန်သာသနာတာဝန်ကြည်အောင်လုပ်ခဲ့ပါငါနဲ့ငါမိသားစုအရေးတော့ကလေးကြီးပွားလာတာဆိုရင်တော့ခွေးသုံးမကြီးလဲသူ့မိသားစုအရေးတော့တာဝန်ကြည်ပါလေခွေးမကြီးကလေးလေးတွေမွေးပြီးပြစ်ထားသလားပြုစုသလားပြုစုပါတယ်အချိန်တန်လို့လာတိုက်တာရှားဖွေပြီးကျွေးတာပဲခွေးသုံးမကြီးလည်းကျွေးတာပဲကိုမိသားစုရေးလုံးတရုံလောက်နဲ့လူဖြစ်ပြီးပြောလို့လူမှန်ရင်အများအကျိုးဆောင်ရွက်တတ်ရသာသနာအကျိုးဆောင်ရွက်တတ်ရသာသနာဆိုတာမိမိတို့ရဲ့ဘာလဲသာသနာဆိုတာမိမိတို့ရဲ့ဘာစိတ်ဆင်းရဲတယ်ဒီလူတွေရှိမှကျေးဇူးကုန်နေပြောထားတာလေကိုယ်ွယ်ရလို့တခွန်းထွက်လာတယ်ဒါလောက်ကလေးဆိုရင်တော်သေးတယ်သာသနာခမရတို့ကျွတ်တို့ရဲ့ကျေးဇူးရှင်မဟုတ်ဘူးလားကျုပ်ပြောမှမဟုတ်ဘူးလားဆိုလို့ဟုတ်ပါတယ်ဆိုတဲ့လူတွေမလို့ခြင်းဘူးဒီလူတွေနဲ့ကျုပ်တို့သာသနာကိုဘယ်လိုထိမ့်မလဲကျုပ်နေ့တိုင်းယင်လေးနေတာရှင်းလားသာသနာဟာခမရတို့ရဲ့ဘာလဲအလိုခုခေတ်ကလေအတော်တော့ယင်လေးဖို့ကောင်းဟို stage show တွေလုပ်တယ်လို့ပဲကြည်တယ် stage show တွေကြည့်ရင်အနောင်သားဘာလုပ်လဲဆိုခုထွက်ဆိုမဲ့အဆိုတော့ဘယ်သူဖြစ်ပါလဲရှင်လက်ခုပ်တီးပေးကြပါအောင်ရှင်အဲ့လောက်အောက်တန်းကြတာမရှိဘူးအနောင်သားအဆင့်တန်းမရှိတာဒီပုဂ္ဂိုလ်တယောက်ရဲ့ထင်ပေါ်မှုကြော်ကြားမှုကိုအောက်ကလက်ခုပ်တီးလာအောင်ပြောရမယ်စားလက်ခုပ်တီးပေးကြပါအောင်ရှင်ခုလည်းခင်ဗျားတို့အဲ့ဒါနဲ့ပဲကြိုက်သဘောပါသလားဒီလူကဘယ်လိုကြော်ကြတာဘယ်လိုဆွဲဆောင်မှုရှိတာသူ့တချင်းတွေကဘယ်လိုကောင်းတာလို့သိထားရင်ဘယ်သူဘာလို့ပြောလိုက်တာနဲ့အောက်ကလက်ခုပ်တီးရမှာတောင်းမှရတဲ့လက်ခုပ်တီးတာဟာအားပေးတာမဟုတ်ဘူးသဘောပါလားခုလည်းသာသနာဟာဘာလဲဆိုတာခင်ဗျားတို့ယင်ထဲမှာနှလုံးသားထဲမှာတရေနိုးထမေးတောင်ဖြေနိုင်ရမယ်ဖြေဘူးအခုမဖြေနိုင်ကြဘူးဆိုတော့ဒီလူတွေသာသနာတွင်သားလားသာသနာဘာသားတွေလားမပြောနဲ့မတန်ဘူးရှင်းလားသဘောပေါက်သလားအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအဆုံးမသာသနာသည်ငါတို့ဤတန်ဖိုးမဖြတ်နိုင်တော့ကျေးဇူးရှင်အဲ့ဒါလို့မသိလို့ခမရတို့အစော်ကားခံတာပေါ့ဂျင်းသလားသဘောပေါက်သလားတရားဝေဖန်ဖို့လည်းဝင်မလေးဘူးတန်ခါဝေဖန်ဖို့လည်းဝင်မလေးဘူးတန်ခါစော်ကားဖို့လည်းဝင်မလေးဘူးအဲ့ဒါကျေးဇူးဂုဏ်ကိုမသိလို့ဒီတိုင်းပဲနေကြမလားသိအောင်လုပ်မသိပဲသိရင်လူပြည့်ရှုံးပြီပေါ်ပေါ်မပါနဲ့ပေါ်ပေါ်မပါနဲ့လက်အုပ်ကလေးချီထိုင်ကြတော့ဓာတ်ယုံနဲ့တန်ဖိုးသိသူတွေလို့ပြောလို့မရဒါမို့လို့ဥဒုမင်္ဂလာခုခင်ဗျားတို့အားလုံးယုံကြည်လို့လေးစားလို့ဦးစိန်ကလည်းကျေးဇူးတင်ဒါကိုယ့်ရဲ့အနမတကသံဃာကမတော်ခဲ့ဘူးတဲ့ဆွေမျိုးညာတကမရှိလို့ဒါအကြောင်းကျိုးရှိကြလို့ဦးစိန်တို့ဆုံရပြီဆုံတုံးလေးမှာဦးစိန်ကလည်းတတ်နိုင်သမျှလေးကျေးဇူးဆက်ပေးတာအဲ့တော့ဥဒုမင်္ဂလာကြီးညိုတယ်ဆိုသူမင်္ဂလာကိုကြီးညိုလို့လာတာဆိုရင်ပြန်ညာရှင်းလား
ဘယ်လိုလားအရှင်ဘုရားရဲ့အဆုံးအမတွေကြောင့်တပည့်တော်တို့မှာဘယ်လိုလိမ္မာလာပါလဲဘယ်လိုယဉ်ကျေးလာပါလဲဘယ်လိုအသိတရားတွေရပါလဲတရားကိုမြတ်နိုးလို့ဆိုရင်ကြွားခဲ့ပါကျင့်တတ်သလားဒီပုဂ္ဂိုလ်မိနေရင်ဒီပုဂ္ဂိုလ်မရှိခင်ဗျားတို့ကိုယ်ကားလို့ဥမာရှင်းလားပုဂ္ဂိုလ်မိရမှာလားအဆုံးအမမိရမှာဘုရားကိုအစဉ်ဥထိတ်ထားပါတယ်ဆိုရင်ဗုဒ္ဓဘာသာသည်ဘုရား၏အဆုံးအမကိုအစဉ်ဥထိတ်ထားရင်ဘုရားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘုရားရဲ့အဆုံးအမကိုနားထောင်နေရသားလိမ်မာသမီးလိမ်မာဆိုတာမိမရှိတယ်နားထောင်တဲ့လူလားမိဘကွယ်ရနားထောင်တဲ့လူလားဧတာယာတရားပြန်ဖွင့်ပေးရဟမ်ကလေးဟောတဲ့တရားနဲ့မှခင်ဗျားတို့ကအစဉ်ပြေမှာဟမ်ရှေ့တယ်နားထောင်ရမလားကွယ်ရနားထောင်ရမလားရှေ့တယ်ဟောကွယ်ရဟောရှေ့တယ်ကြတော့ပြန်မပြောနောက်ကြတော့နားမထောင်ခင်ဗျားတို့ကရှင်းလားအဲ့ဒါတန်ဖိုးသိတဲ့လူဆိုတာငါမိဘရဲ့ဂုဏ်ကျေးဇူးနော်ဦးဇင်းတို့မဲတော်ခမဲတော်ရှိစဉ်ကာလကလည်းမဲတော်ခမဲတော်ကျေးဇူးဂုဏ်ကိုသိအောင်ကြိုးစားတယ်အခုလည်းဘာလေးလုံးလို့ကိုယ့်ရဲ့အောင်မြင်မှုနဲ့သာသနာပေါ်မှာရွတ်ဆောင်နိုင်မှုအခုတရားတော်ဝင်လာဟောတယ်နော်ဆရာတော်ကြီးကတက်တော်90ဝါတော်90ပြည့်ဆရာတော်ကြီးကမွေးနေ့မင်္ဂလာမှာသူ့မင်္ဂလာလို့ဘာမှမဟုတ်တဲ့ပါမွားတယောက်တကယ်သူ့မင်္ဂလာ14ဝါဝါတော်14စာတော်ကိတ်ဆိုတာဘာမှမတတ်ဘူးပြောရှင်းသလားဒီလိုပုဂ္ဂိုလ်ကိုလာပြီးဟောခွင့်ရတယ်ဩအဲ့ဒီမှာမိဘတွေကျေးဇူးဩအမေဖေးငါ့ကိုငယ်ရွယ်စဉ်ကလေးကဒီတရားတွေသင်ပေးခဲ့လို့ဒီအဆုံးအမတွေသင်ပေးခဲ့လို့မိဘဂုဏ်ကျေးဇူးကြောင့်ငါအခုမှဆရာတော်ကြီးများရဲ့ချီးမြှောက်ခြင်းကိုခံရတယ်ဟင်ဆရာတော်ကြီးများရဲ့မေတ္တာကိုငါခံယူရတယ်ဒါကြောင့်ကြောတိုင်းသူမင်္ဂလာတို့က3ချိန်ကြောရတာအားမရလို့5ချိန်ကြောတယ်ဗျာဘုရားကိုလည်းဘုရားဂုဏ်ကျေးဇူးအောက်မေ့ပြီးကြောတယ်တရားဂုဏ်ကျေးဇူးကိုအောက်မေ့ပြီးကြောတယ်တရားဆိုတာလေဦးစင်းကြီးမှန်းတဲ့ဂုဏ်ကျေးဇူးလေးပြောပြတရားဆိုတာမဖောက်မပြန်မှန်းနေလို့ပါခေါ်တယ်တရားဘယ်လိုလူမျိုးဘယ်လိုဘာသာဘယ်လိုပုဂ္ဂိုလ်ဘယ်လိုတတ္တဝါအတွက်ဖြစ်ဖြစ်မှန်းနေတဲ့တရားအမှန်တန်ဖြောင့်မမှန်ကန်သောတရားတော်မြတ်ကြီးအားရှိခိုးပါ၏ရှင်းလားကောင်းတာလုပ်ရင်ကောင်းကြိုးပေးတယ်တရားလုံးမေ့ပြန်ပြီကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ဒါလူကမကောင်းတာလုပ်ရင်လူကိုမကောင်းကြိုးပေးပါခွေးကမကောင်းတာလုပ်ရင်ကောအေးဘယ်လိုလူမျိုးကလုပ်လို့ရှင်ဘုရင်ကမကောင်းတာလုပ်ရင်လဲရှင်ဘုရင်မကောင်းကြိုးပေးမယ်တတောင်းစားကမကောင်းတာလုပ်ရင်ကောတတိတံပါကံဇနီတိဘယ်လိုကြိုးပေးတာဓမ္မမှာဘက်လိုက်ခြင်းရှိအဲ့တော့ခင်ဗျားတို့မကောင်းတဲ့ရလမကောင်းတဲ့ဘဝမကောင်းတဲ့အကျိုးပေးကိုလိုချင်သလားလိုချင်ဘယ်လိုလုပ်မလဲကောင်းလို့ဖြစ်သမျှအကြောင်းအဲ့ဒါသင်ပေးထားတာလည်းကားမဟုတ်ဘူးဖြစ်သမျှအကြောင်းဘဝဆက်တိုင်းမှာခင်ဗျားတို့ကာယကံဝစီကံမနောကံမလုတ်ဖဲနေလို့ရတဲ့ဘဝမရှိခဲ့ဘူးအလုတ်မားခဲ့လို့ဘဝမှားရောက်လာတာရှင်းတတ်လားအဲ့ဒီအမှားအမှန်တွေကိုဘယ်ဟာပြတရားပြလို့အဲ့ဒီဂုံကျေးဇူးတွေမြင်တိုင်းကြော့တယ်ဦးဇင်းတို့ကရှင်းသလားတန်ခါတော်ရှင်သူမြတ်တွေဆိုတာဒီမှာဒီယူနီဖောင်းနဲ့နှစ်ပေါင်း2500ခြိတက်လာကြတယ်ရှင်းတော့အစင်းပခုံးပြောင်းလာပြီးတော့ဒီအဆုံးအမတွေကိုတခါတည်းတသွေမတိန်လေးခဗျားတို့ကျို့တို့လက်ထဲအထိရှေ့အစင်ဆက်တန်ခါတော်ရှင်သူမြတ်တွေဒီနေ့မျက်မှောက်ကိုရင်လေးအထိသေဘိုးပေးလာကြလို့ဒီဆုံးမနဲ့ငါတို့တိတ်ခွင့်ရတာအဲ့တော့အကောင်းဆိုးတွေကိုလမ်းညွှန်ပြတဲ့တန်ခါအမှားအမှန်တွေကိုလမ်းညွှန်ပေးတဲ့တန်ခါဘုရားဆုံးမတွေကိုဆင်းရဲပင်ပန်းခံပြီးတော့သေဘိုးလာကြတဲ့တန်ခါတော်ရဲ့ဂုဏ်ကျေးဇူးတွေဩဒီတန်ခါတော်ရှင်သူမြတ်တွေအပင်ပန်းဆင်းရဲခံပြီးတော့ဆင်းရဲပုံကြီးသူမင်္ဂလာမိမယူခြင်းနဲ့ယူလို့မရဘာလို့မရဘုန်းကြီးဖြစ်နေလို့လောက်ပြန်ပြီဘုန်းကြီးဘာဖြစ်နေလို့ဥသေးဖြစ်နေတယ်ကဲဒါကြီးတွေစွန့်လို့ပြီးခင်ဗျားတို့အတွက်လှုပ်ပေးနေရဘယ်လောက်ပင်ပန်းနေထင်လဲရိုးရိုးလေးပဲကြည့်သမ်းပါခုညနေစာစားကြတယ်ဘိုက်ကစားလို့ညနေအောင်ပါဘာစားကောင်းတယ်ညာစားကောင်းတယ်သူမင်္ဂလာဒီမှာဥလေးဟဲ့အောင်လည်းမပြောကြပါနဲ့ကွာဒီမှာစားလာငါတရားလည်းဟောအောင်
ရှင်းလားပင်ပန်းခံအစင်းရဲခံလောကီစည်းစိမ်တွေအကုန်ဆုံးလွတ်ထားတခြင်းဆိုတာဝါသနာပါသူ့မင်းကလူဘဝတုန်းကဗဇတ်နဲ့တခြင်းပြတ်ကုန်မပြတ်ဘူးအခုသင်္ကန်းဝတ်နေဆိုတော့ဘုလူနာလဲဆိုမဖြစ်ဒီလူနာလဲဆိုမဖြစ်ကိုကအခန်းထဲရောက်မှခါတော့ဟမ်စွန့်လွတ်ထားရတာလေကိုလှုပ်ချင်တာတွေဘာတစ်ခုမှမလုပ်ဘဲနဲ့တရားတို့သာသနာအတွက်ဆိုတန်ဃာတွေကဒီလိုအဆက်ဆက်မြင်တတ်အောင်ပြောတာပါရှင်းသလားဂုံတွေသူလှုပ်ချင်တာတွေအကုန်စွန့်လွတ်ပြီးတော့သာသနာအတွက်ကိုဝန်ဆောင်လာခဲ့ကြတာဒီကျေးဇူးတွေတို့မှာရှိမရှိသူများပြောမှရှောက်ရှောက်မရှိကြနဲ့ဟမ်သဘောပါသလားအဲ့ဒါလို့ဂုံကိုမြင်နေရခြေနှက်ကြလားဒါမှမဟုတ်မစိုးရင်ဆရာတော်ဘုရားကြီးသာသနာ့တွေ3000ကျော်လောက်ရှိတယ်ညနေဆိုဘောလုံးဖို့ကန်ကြအဲ့တော့ဘေးကတကာကြီးတွေသွားတယ်လို့ရှင်ပြားတယ်ကိုတော်ဒီဘောလုံးကန်တာမပြောဘူးလားဘောလုံးကန်တာပဲကွာမင်းတို့မမြင်ချင်းမျက်စိမိတ်ထားသူတို့လည်းလူတွေပဲဟမ်ဒါလေးတော့သူတို့အချိန်တန်လှုပ်ချင်သေးတော့ရှိမှာပေါ့မိမပိုးနေတာမှဟုတ်ပဲသွားမပြောနဲ့ထားလိုက်ဟမ်သဘောပါလားတော့ပတန်ကဘောလုံးကန်တာကြည့်တယ်သူတို့အရက်တော့ပြီးဘီယာဆိုင်မှာကာရာအိုကေမှာလှုပ်ချင်ရလှုပ်နေတာကြတော့မပြောဘူးရှင်းလားသဘောပေါက်သလားအဲ့တော့ဟိုပုဂ္ဂိုလ်တွေလည်းလူတွေဆိုတော့လူအလုပ်တော့လှုပ်ချင်ပါပဲဒါတွေကိုစွန့်လွတ်ပြီးတော့မှသာသနာဝန်ကိုထမ်းဆောင်နေကြတာဟာနဲတဲ့ယဉ်နီးမဟုတ်ဘူးပိဿရှင်းရလားအဲ့ဒါခေတ်ဆက်ဆက်ဒီလိုတည်ဖို့ပေးလာတဲ့ကျေးဇူးရှင်နေတာမရှိရင်ဒီနေ့သာသနာကွဲပြီးကျင့်တတ်သလားအဲ့တော့ဒီလိုတန်ဖိုးရှိတဲ့အဆုံးအမတွေတို့လက်ထဲရောက်ပါဦးမလားမရောက်တော့သာသနာရဲ့ကျေးဇူးဟာတို့မှာရှိမရှိတန်ဖိုးရှိမရှိဒါဖြင့်ထိုက်တန်တဲ့တန်ဖိုးကိုတော့ငါတို့ပေးဆက်ဖို့သင့်မသင့်အဲ့ဒါပဲငါလူဖြစ်ခိုင်ငါအသက်50ရှိပြီ60ရှိပြီသာသနာအပေါ်မှာငါဘယ်လောက်တာဝန်ကြီးပြီလဲဟုတ်ပြီနော်အမိဘကျေးဇူးငါဘယ်လောက်ဆက်နိုင်ပြီလဲမိဘဘိုးဘွားတွေကငါတို့လက်ထဲကိုဒီသာသနာလက်ဆင့်ကမ်းပြီးထည့်ပေးမသွားဘူးလားအဲ့ဒီကျေးဇူးတွေရှိမရှိအဲ့တော့မိဘကျေးဇူးဆက်တဲ့နေတဲ့သာသနာအပေါ်မှာငါဘယ်လောက်တာဝန်ကြီးပြီလဲအများအကျိုးငါဘယ်လောက်ရွတ်ဆောင်နိုင်ပြီလဲကိုဘာလို့ဆန်းစစ်ကြပါဒီနေ့ကစကျင်တတ်ကြလားတနေ့တဲ့တနေ့ငါတို့တွေဘာဖြစ်လာပြီသေကနီးလာပြီအဲ့တော့မိမိတို့လူဖြစ်ခိုက်မှာလူပိသားတဲ့အလုပ်မလုပ်ဘဲသေလိုက်ရရင်ဒီလူဘဝဟာလူပြည့်ရှုံးပါပြီကျင်တတ်ကြလားအဲ့တော့အများအကျိုးလှုပ်တဲ့နေရာလှုပ်ပြီဆိုရင်လေမိမိတို့တယောက်တည်းအတွက်လှုပ်တာနဲ့အများအကျိုးလှုပ်တာဘယ်ဟာပိုပင်ပန်းလဲဒါဓမ္မတာပဲအဲ့တော့အဲ့ဒီပင်ပန်းခြင်းသည်အချီးနှီးပင်ပန်းတာလားအများအတွက်အကျိုးရှိနဲ့ပင်ပန်းရတာလားအဲ့တော့တယောက်တည်းအတွက်လှုပ်လဲသိမှာပဲအများအတွက်လှုပ်ရင်ကောမနစ်ကဒီလိုချိန်တရိယာသင်တို့တရင်ကျွတ်ခံဒီလိုချိန်လောက်မှာအဲ့ရတဲ့ဘိုင်းလဲနေအဲ့ဒီလိုလဲနေရကနေပြီးတော့မဖြစ်နေဘူးကြောင်းတရားဟောမဲ့လူလည်းမရှိဘူးအဲ့တော့ငါပဋ္ဌာန်းတရားဟောအောင်မယ်ငါပေးထားတာလည်းကြားပြီဂရိပေးထားတာအဲ့တော့အကျွေးတင်နေဆိုပြီးတော့ဆရာတော်ကြီးတွေသွားလျှောက်ဟိုထက်ကဆရာတော်ကြီးတွေရှင်ပြားတို့ပြီးတော့ပဋ္ဌာန်းတရား25ရက်ဟောပါအောင်မဗျာဟာမင်းဟာလှုပ်တော့မလှုပ်နိုင်တဲ့ကောင်ကွာတဲ့ဟောနေနောက်နေ့မှဟောပါလားအခုတပည့်တော်သေသွားရင်ဘယ်နဲ့လုံးမလဲတပုတ်ဟောလိုက်ရရင်တပည့်တော်တပုတ်ကျေးဇူးဆက်ခွင့်ရတယ်ဟောခွင့်ပြုပါဗျာတက်ဟောခဲ့တပုတ်ဟောပြီးလူလည်းပုံကြသွားတာပဲဒါပေမဲ့ခြေနှက်နေတရားတပုတ်ဟောပြီးပြန်လာတိုင်းချောင်းဆိုးဒီမှာသေလို့အောင်ဆိုးနေပဲလူကကြည်ပြီးတော့ပြုံးနေဘာဖြစ်လို့လဲဆိုငါသာသနာအတွက်ငါနိုင်သလောက်ထမ်းဆောင်နိုင်ပြီအများအကျိုးငါတတ်နိုင်သလောက်အစွမ်းကုန်ပြုနေပြီခုအဲ့တော့ဘာမှမလုပ်ရပဲသေရတာနဲ့ဆိုင်ရင်လှုပ်ပြီးသေရတာကကျင်တတ်သလားသဘောပေါက်သလားအဲ့တော့သူတော်ကောင်းတို့တွေအများအလုပ်ကိုရဲရင်လုပ်နိုင်ဖို့လိုပါတယ်ရှင်းသလားဦးဇင်းတို့ကတော့တယောက်ထဲပဲဖြစ်ပါစေချီတက်လာတာပဲ
တယောက်ချဲကြံမစိငါဒီလုပ်ကိုရအောင်လုပ်အများအလုပ်နေတဲ့လူဟာဘယ်တော့အခါမှတယောက်တည်းမဖြစ်ဘူးရှင်းသလားတယောက်တည်းလုပ်နေပေမဲ့ဗာလဲတယောက်တည်းမဖြစ်ပါဘူးအဲ့ဒါလေးနားလဲအောင်ဦးဇင်းတို့ဒီနေ့ဇာတ်ကလေးတစ်ခုပြောမယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီဇတ်တော်ဖြစ်လာတာကသာဝတ္ထိပိဇေတုံကျောင်းတော်မှာဘုရားယဟန်တစ်ပါးကိုအကြောင်းပြုပြီးဟောတယ်အဲ့တော့ဇတ်ရဲ့အရင်းမြစ်မှာဘုရားကအတိတ်ဇတ်ကိုဦးစားပေးပြီးဟောတော့ဘုရားအလောင်းတော်ဟာပါရဏသီပြည်ကဗျမရမင်းကြီးရဲ့ပါရသတိမင်းကြီးရဲ့သားဟုတ်ပြီနော်မိဖုရားကြီးရဲ့ဝမ်းကောင်းထဲမှာရှင်မင်းရဲ့သားအဖြစ်မွေးဖွားလာတယ်ဘုရားအလောင်းပိသစွာပဲသူ့အရွယ်နဲ့သူပညာတည်သိအထာရသ17ပညာသား16နှစ်သားရောက်တော့အဖကဆုံးတော့သူပဲရှင်မင်းဖြစ်ဟုတ်ပြီနော်ဘုရားအလောင်းမှာဖြစ်လေရှင်မင်းဖြစ်အဲ့တော့ဘုရားအလောင်းတော်ဆိုတော့ပါရမီဖြည့်ခြင်းမှာပါရမီဖြည့်နေတာဟာသူ့အတွက်ဖြည့်နေတာလားအများအတွက်ဖြည့်နေတာသူ့အတွက်ကသူ့မိတာရှင်ရသိလက်ထက်ကပြီးတယ်ရှင်းတယ်နော်ဘဝများစွာတန်တရားကစိတ်နဲ့ကြံခဲ့တာနှုတ်နဲ့တောင်းဆိုခဲ့တာဘုရားဖြစ်ဖို့ကြံလာရင်နဲ့ပါရမီတွေဟာတော်တော်ပြည့်နေတော့သူ့မိတာရှင်ရသိလက်ထက်မှာသူ့မိတာဆိုတာတကယ်တော့အမတန်ချမ်းသာတဲ့တထေးသားအဲ့ဒီစည်းစိမ်တွေအကုန်စွန့်လွတ်ပြီးတော့ယသေယဟောဇံပိန်ရှင်တွေရဆိုတော့ဇံပိန်ရှင်ရတယ်ဆိုတော့သူဉာဏ်တွေဟာအမတန်ထက်ကံကလည်းအမတန်ကောင်းပြီးသားပုဂ္ဂိုလ်ဖြစ်တော့သူ့ကိုယ်သူလည်းသိဒီပင်ကရာဘုရားရှင်ကိုယ်တော်မြတ်ကြီးသံဃာသသိန်းအချမ်းရံနဲ့ကြွလာတော့သူလက်အုပ်ချီပြီးကြည့်ပြီးတော့ဒါဧကံလောကမှာဘုရားလို့ဆိုတဲ့ဘုရားအစ်စ်ပဲသူကသိအိန္ဒြေကိုကြည့်တယ်မူရဟံပံကိုကြည့်တယ်သူ့ရဲ့ပညာမျက်လုံးနဲ့ကြည့်လိုက်တော့ဒါဘုရားအစ်စ်ပဲသူသိအဲ့ဒီပုဂ္ဂိုလ်စီကငါအဆုံးမတစ်ခုရလိုက်ရင်ဒီနေ့ငါလိုချင်တဲ့ဒုက္ခခတ်သိမ်းကင်းခြင်းရနိဗ္ဗာန်ကိုငါရပြီဒီယုံကြည်ချက်လည်းရှိရှင်းလားရှင်သာရိပုတ္တရာတို့လေဘုရားရဲ့စကားကိုဘုရားနာကဒါလိုက်မဟုတ်ဘူးအရှင်အတ္တိဆိုတဲ့ပိဿဝဂီတဲကအငယ်ဆုံးယဟန်လေးထံကတခွန်းတပါးတာပဲကြာယေဓမဟေတုပပဝံဟမ်ဒါတံဟေတုတထာဂတောအာဟပဲရှိသေးတယ်ဂါထာမဆုံးသေးဘူးဟိုကသောတာပန်ဒီနေ့ဒါပေမဲ့အဲ့ဒီဂါထာအဓိပ္ပာယ်ပြောသားမှဆိုတော့လောကမှာဖြစ်သမျှတရားတွေကအကြောင်းတရားနဲ့အကျိုးတရားအကြောင်းရှိလို့အကြောင်းဖြစ်ရင်ဒါလေးကြားလိုက်တာနဲ့သူဘာဖြစ်သွားသောတာပန်တည်သွားတယ်ဆိုတာဒိဋ္ဌိကင်းစင်သွားတယ်လောကမှာဖြစ်နေတာအကြောင်းနဲ့အကျိုးအဲ့ဒီမှာပုဂ္ဂိုလ်တ attva သူငါယောက်ျားမိန်းမမပါဘူးအကြောင်းဖြစ်ရင်အကျိုးဖြစ်တာပဲအကြောင်းရှိရင်အကျိုးရှိတာပဲလို့နှလုံးသွင်းချလိုက်တော့ तू ကဖြောင်းပြောင်းရှင်းရှင်းလေးနှလုံးသွင်းလိုက်တဲ့အခါအကြောင်းအကျိုးပဲရှိတယ်ဘာမှမရှိဘူးဆိုတော့ဒိဋ္ဌိလည်းကင်းတယ်ဝိဇိကိစ္စလည်းကင်းသွားပါတည်သွားသောတာပန်တည်သွားအခုသူမိတာဆိုတာအဲ့ဒါလိုလေးတစ်လုံးလောက်ကြားလိုက်ရင်ကိုသူ့အတွက်ကိစ္စပြီးသွားပြီးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်လည်းရှိနေတယ်ဘာလို့သူ့မှာရင့်ကျက်တဲ့ပါရမီတွေပြည့်စုံနေပြီရှင်းတယ်နော်အဲ့တော့အဲ့ဒီမှာသူစဉ်းစားလိုက်တယ်အခုငါအဆုံးမကိုနာယူပြီးကျွတ်တန်းဝင်ရင်ငါတယောက်ပဲကျွတ်မယ်ဟုတ်ပြီနော်ငါဟာဧကံယောက်ျားအစ်စ်ဆိုရင်တယောက်တည်းအတွက်နိဗ္ဗာန်ဝင်တာတော့ဖြင့်ဒါပုရိသယောက်ျားအင်္ဂါမပြည့်စုံဘူးရှင်းရလားအဲ့တော့ငါဒီယောက်ျားပိသဆိုတာငါနိုင်တဲ့လောက်တတ္တဝါတွေကိုကဲတင်မယ်ဒီတော့ဘုရားနာကတရားမနာပဲနဲ့ဘုရားစုကိုပန်ရှင်းလားဒါပေမဲ့သူဟာပါရမီဖြည့်နေတာဒီသူ့အတွက်လားခင်ဗျားတို့ကျုပ်တို့အတွက်လားဟုတ်ပြီနော်ဦးဇင်းတို့သူတော်ကောင်းတို့အတွက်ပါရမီဖြည့်ခဲ့တယ်ဆိုတာမသေးကြဘူးလားဒါတော့အလောင်းတော်ဖြစ်သည့်အားလျော်ဆိုတာပါရမီဖြည့်နေတဲ့အလျောက်ပြမရမင်းအဖြစ်နဲ့သူဗာရဏသီကိုတာဝန်ယူလိုက်ရတဲ့အချိန်ကစပြီးသူဘာလုပ်လဲဆိုတော့တိုင်းသူပြည်သားအားလုံးကိုကိုကျင့်တရားနဲ့အညီငါးပါးသီလလုံခြုံအောင်ထိန်းသိမ်းကြဖို့မရှိနွမ်းမဆင်းရဲသားတွေကိုထောက်ပံ့လှူဒန်းတယ်နောက်ဘာလုပ်တယ်လဲဆိုတော့မားနေတဲ့ကိုးကွယ်မှုတွေကိုပြင်ပေးဘာလုပ်တယ်လဲ
ဘာတွေမှားနေသလဲဆိုတော့သူအုပ်ချုပ်တဲ့ဗာရာဏသီပြည်ကြီးဟာတနိုင်ငံလုံးကအဲ့ဒါလို့ဘလူးတွေကိုဗလိနတ်စာတင်းနေကြတယ်ရစ်ပူဇော်နေကြတယ်သူ့ချိန်နဲ့သူပွဲတွေလုပ်ပြီးတော့မှစိတ်တွေတတ်နွားတွေတတ်ပေါ့လေအစရှိသဖြင့်ရစ်ပူဇော်တဲ့ပွဲတွေလုပ်ဟုတ်ပြီနော်ကြက်ကောင်ဘလောက်တတ်ပြီးတော့ပူဇော်တယ်စိတ်အကောင်ဘလောက်တတ်ပြီးတော့ပူဇော်တယ်ဒီလိုအဲ့ဒီလိုပူဇော်ခြင်းကိုတခါတည်းပိတ်ပင်လိုက်သားကောင်ငါးကောင်တပ်ဖြတ်သူအားလုံးဖမ်းစေထောက်သွင်းအချင်းချဆိုတော့ဘယ်သူမှဒီရစ်ပူဇော်တဲ့အလုပ်ကိုမလုပ်ရဲတော့သူများကတတ်နေကြတာကိုယ်အသက်ခံရတော့မယ်ဆိုတော့လုပ်ရဲသေးလားတခါတည်းသူကအာဏာနဲ့တားမြစ်လိုက်ပြီးတော့စစ်မှန်တဲ့ကိုယ်ကွယ်မှုရအောင်လမ်းညွှန်မှုတွေပေးအဲ့လိုလမ်းညွှန်မှုတွေပေးလိုက်တော့တိုင်းသူပြည်သားတွေထဲမှာတော့အာရသမှုမှုတွေကင်းရှင်းတိုင်းသူပြည်သားတွေအားလုံးနဲ့စိတ်ဓာတ်တွေညီညွတ်သွားပြီးတော့ရှင်ဘုရင်ကမှတရားဆောင်တော့တိုင်းသူပြည်သားအားလုံးနဲ့တရားဆောင်တော့တာပဲကျင်တတ်တယ်နော်အဲ့တော့တရားနဲ့အညီအုပ်ချုပ်တရားနဲ့အညီနေကြထိုင်ကြတော့အဲ့ဒီဘုရင်ကိုမကျင်တတ်တဲ့လူတွေရှိလူတွေထဲမှာတော့မရှိတော့ဘူးဘာသွားရှိလဲဆိုတော့ဘလူးတွေကမကျင်တတ်ဘယ်သူကဘယ်သူတွေကအေးဘလူးတွေကမကျင်တတ်တော့အရင်တုန်းကလူတွေရစ်ပူဇော်ရင်အဲ့ဒီတတ်တဲ့အကောင်တွေကိုဘလူးတွေကစားဟုတ်ပြီနော်အခုတတ်တဲ့ဖြတ်တဲ့အလုံးမရှိတော့ဘလူးတွေနည်းနည်းစားပေါက်ပိတ်သွားတယ်ဘလူးတွေဘာဖြစ်တယ်အေးတရားနဲ့လျော်အောင်လုပ်လိုက်တော့ဟိုစားနေကြကောင်တွေမကျင်တတ်တော့ဘလူးနော်မကျင်တတ်တော့ဘာဖြစ်သလဲဘလူးအစည်းဝေးထိုင်တယ်ဟိမဝန္တာနော်ဘာထိုင်လဲဘလူးစည်းဝေးဘလူးတွေကုန်လာကြငါတို့တော့ဒီလိုပဲအဲ့ဒီဗျမတမင်းဆိုတဲ့ကောင်လို့ရတာငါတို့စားပေါက်ပိတ်သွားစားစရာမရှိတော့ဘူးဘယ်လိုလုပ်ကြမလဲဆိုတော့အဲ့ဒီထဲမှာခက်ကြမ်းကြမ်းဘလူးတကောင်ပါလာလူပါလာတယ်ခက်ကြမ်းကြမ်းခက်ရိုင်းရိုင်းပေါ့ဗျာအဲ့ဒါလူစွမ်းကောင်းပေါ့ဘလူးထဲမှာတော့ဘလူးထဲမှာဆိုတော့လူစွမ်းကောင်းမဖြစ်ဘူးဘာပြောဘလူးစွမ်းကောင်းဘလူးတကဘလူးထက်ကို तू ကစွမ်းတယ်ရှင်းတယ်နော်ဘာစွမ်းတယ်ဆိုတော့ယုံမာတဲ့နေရာမှာစွမ်းတယ်ကြမ်းတမ်းတဲ့နေရာမှာစွမ်းတယ်အဲ့ဒီဘလူးကထတယ်ပြီးတော့ဒီတာဝန်ငါတာဝန်ယူတယ်ဟာမေးပါလုံးပါလေအဲ့ဒီဗျမရာမင်းကသတ်ပလိုက်ပါလေလေဗျမရာမင်းကြောင့်လူတွေရစ်မပူဆိုတာရစ်မပူဆိုလို့ငါတို့မစားအဲ့တော့ဒီမင်းမရှိရင်ငါတို့โอเคပဲဆိုတော့အားလုံးကသဘောတူတယ်ဘေးတတ်နိုင်သလားတတ်နိုင်တယ်ငါလုပ်မယ်ဟုတ်ပြီနော်ယဝကူတာသူနာမည်ဘလူချမ်းကြီးဘာကြီးလဲသူဇတ်နာမည်ကလည်းဒီဇတ်ပဲအဲ့တော့ဒီဘလူကတာဝန်ယူတယ်ဆိုပြီးအဲ့ဒီနေ့ညပါပဲချက်ချင်းလက်ငင်းမဲ့အကောင့်ထဲပေါ်မဲ့ဆိုပြီးတော့အမတန်ကြီးမားလာတဲ့တန်တူကြီးဘာကြီးလဲကြီးမားလာတဲ့တန်တူကြီးကိုတင်းမုတ်ကြီးလို့အရင်မှာစွတ်တန်တူအကြီးကြီးနဲ့သကောင်းရန်ချိန်မှာဗျမရာမင်းရဲ့နန်းတော်ထဲဝင်သွားပြီးတော့အိတ်နေတဲ့ဗျမရာဝင်းခေါင်းရင်းကနေတူနဲ့ရိုက်မလို့ကြက်ခေါင်းကိုတူနဲ့ရိုက်ဗါတယ်လေခေါင်းကိုအမတန်ကြီးမားအစမတန်ကြီးမားတဲ့တန်တူကြီးနဲ့ရိုက်လိုက်ရင်ဒါတစ်ချက်တည်းနဲ့ဘာလို့မှာသိမှာအဲ့ဒါလို့ဘလူးကဗျမရာမင်းတတ်မယ်လို့ကြံတော့ဗျမရာမင်းဟာအခုသူလုံနေတဲ့အလုပ်တွေဟာသူ့အတွက်လုံနေတာလားအများအတွက်လုံဟုတ်ပြီဒါပေမဲ့နန်းတော်ထဲမှာသလုံးပေါ်မှာအိတ်နေတော့ဗျမရာမင်းရဲ့တယောက်တည်းဟုတ်ပြီနော်သလုံးပေါ်မှာအိတ်နေတာဘယ်လိုလဲဘယ်နှယောက်ရှိလဲဗျမရာမင်းတယောက်တည်းဘေးကအဆောင်နေပါလေလည်းမသိဘူးရောက်လာပြီရန်သူကဘလူးကခေါင်းရင်းမှာဘာကြီးနဲ့လဲတန်တူကြီးဆိုတော့ခုနည်းနည်းပြောလို့ဆိုလို့ကောင်းတော့စာထဲတော့တူလို့ပဲရေးတယ်သူကတင်းမုတ်ကြီးလို့ပြောလိုက်တာဘာလို့ပြောလိုက်ဒါဆိုအာရပါရရှိတာပေါ့ဘာကြီးလဲတန်တင်းမုတ်ကြီးနဲ့ဘာကြီးနဲ့လဲတန်တင်းမုတ်ကြီးနဲ့တခါတည်းတပြောင်ပြောင်နဲ့သူရိုက်မလို့ကြံလိုက်တယ်ဒီကောင်တစ်ကောင်နဲ့ပဲဒီချိန်ကနိုင်နဲ့တတ်မယ်အဲ့ဒီအချိန်မှာတရားမင်းကဗန္ဓုကပလာမြတ်ကြောက်ဖြာအရေးပေါ်အချက်ပြတယ်
နော် emergency ရေးကြည့်ပြီနော်တို့လူပြုတ်တော့မယ်ဆိုတော့ hello www.tawarinda.taja.com နော်အဲ့ဒါမှာအင်တာနက်မှာပေါ်လာတယ်တော့ရှောက်အဲ့တော့ဟာဘယ်လိုဖြစ်သလဲဆိုတော့ဟာဘယ်မှာဖြစ်နေတာလဲကြည့်လိုက်ကြဟာ baranati.com မှာဟမ်ဗျမဒခေါင်းရင်းမှာဘာရောက်နေလဲဘလူရောက်နေတယ်အဲ့တော့အများအကျိုးဆောင်တဲ့အများကိုအကျိုးရှိအောင်လုပ်တဲ့နတ်ပြည်ကိုပြည့်စေတဲ့အဲ့ဒါဗါလဲနတ်ပြည်ကိုပြည့်စေတဲ့ဆိုတော့ဗျမဒမင်းနန်းတက်ကလေးကရေလူတွေကိုဘာလုပ်ခိုင်းလဲကောင်းမှုတွေလုပ်ခိုင်းတယ်ဘာတွေလုပ်ခိုင်းလဲကောင်းမှုတွေလုပ်ခိုင်းတယ် ၅ ပါးသီလလုံအောင်ထိန်းခိုင်းတယ်သူများအသက်တတ်တဲ့လုပ်တွေကိုတားမြစ်တဲ့အတွက်ကုသိုလ်ကောင်းမှုများလာကြတော့လူတွေသေတော့အဲ့ဒီချိန်ပဲရောက်ကုန်နတ်ပြည်ကိုပြည့်စေတဲ့ကောင်းမှုကိုမြတ်နိုးတဲ့အများအကျိုးဆောင်တဲ့မင်းကြီးကိုဘယ်သူတတ်တော့မလဲဘလူတတ်တော့မယ်အခုချိန်မှာမင်းကြီးနားမှာဘယ်သူရှိလို့ဘယ်သူမှမရှိဘူးဘလူတကောင်ပဲရှိရှင်းတယ်နော်အများအကျိုးလုပ်တဲ့လူကတစ်ခါတလေကြတော့တယောက်တည်းလို့ဖြစ်နေတယ်ဟမ်ဒါမှမဟုတ်တယောက်တည်းမဟုတ်ဘူးတဲ့ဟုတ်လားလုံတတ်အောင်လုံနိုင်အောင်လုံရဲအောင်ကြိုးစားပါကျဲတို့စကားတွေကရှိတယ်ဗမာပြည်စိတ်ဓာတ်ပျက်စီးလာတာအများကျိုးဆောင်ကိုယ်ကျိုးပြောင်းဟမ်မရှိဘူးလားကဲအများကျိုးရှိပဲဆိုကိုယ်အကျိုးကိုအပြောင်းခံနိုင်ရကျင်းတ်လားချွတ်ပြောသူ့မင်္ဂလာသိထင်ကြည့်တာရှင်ပြတစ်နှစ်ပတ်လုံးနဲ့တရားတွေလှည့်ဟောနေတာပွဲတိုင်းလည်းရလိုက်တဲ့အလူငွေတွေမနိုင်ဘူးတော်တော်ချမ်းသာမှာပဲတရားမှအရှိဘူးဟမ်တို့လည်းမကင်ဘူးတရားဝဲပြီးတာနဲ့စီမံစရာတွေတပုံကြီးပညာရေးကျမ်းမာရေးဖောင်ဒေးရှင်းလူမှုရေးလုပ်တယ်ခုနာကေရွာတယ်ပေးနေတာပတ်စံမလောက်ပါဘူးအစင်ပြေသူတွေကလမ်းပို့နေဟောင်းနေကြည့်လို့ထားလိုက်အကျွေးတွေအများကြီးပဲကိုယ်တော့နေစရာအကြောင်းမရှိဘူးသူများတော့ရွာတယ်ပေးတာအခု3ရွာမြောက်ပါရှင်းလားပြောင်းမစေတို့ကပြောင်းလေကြိုက်လေကျောင်းရှိရင်ကျောင်းတစ်ပြက်စီးလိုက်ရသေးတယ်ကျောင်းမရှိတော့ကားမောင်းပြီးတော့သွားရောရှင်းလားသဘောပေါက်သလားလက်ထဲမှာများများကင်ထားလေများများပင်ပန်းလေခင်ဗျားတို့ကအမတန်ဆွေကြီးမျိုးကြီးသခင်မျိုးဗမာတွေဆိုတော့ကိုအကျိုးနည်းနည်းမှအပြောင်းမခံနိုင်အဲ့ဒါသခင်စိတ်လားကျွန်စိတ်လားတတိချကြပါရှင်းသလားလူဘဝလူဖြစ်ခိုက်မှာတယောက်ထဲထွက်လုပ်ပြီးသေရတာတော့အောက်တန်းကြတာမရှိဘူးအဲ့ဒီတယောက်ထဲစာအတ္တကြီးကြတဲ့အတွက်ကိုကျင်တရားတွေရက်ရှင်းသလားငွေကြေးဥစ္စာဒနာရှိခြင်းကချမ်းသာလားအများအကျိုးဆောင်နိုင်သူကချမ်းသာလားကြည်ပါတထေးဆိုရင်သူကိုယ်တိုင်အတ္တကြီးပြီးတော့ဒီရှင်ဘီချမ်းသာပြီးသူစိစိတ်ပေါ်နေရင်ဒီချိန်မှာဘယ်တရားမှသတိရမှာမဟုတ်ဘူးအခုဗြဟ္မဏနာမှာဘယ်သူမှမရှိဘူးဟုတ်ပြီနော်ဒါပေမဲ့သူရန်သူရောက်လာတဲ့အခါအတရားမင်းချက်ချင်းသတင်းရမဖြစ်ဘူးဆိုပြီးတော့သုတ်တိသုတ်ပြပဲချက်ချင်းတရားမင်းဆင်းချလာတဲ့ဝရဇိလက်နဲ့ပါလာပါလာတဲ့ဝရဇိလက်နဲ့ပါလာပြီးတော့ဘလူးရှိတဲ့နေရာနေရက်နေထုဝေတတိရှင်ထုလိုက်ရှင်းသလားတတိရှင်ထုလိုက်မင်းထုရင်ငါလည်းအပြစ်ဝရဇင်အပြစ်ရတာဦးပြနော်ဝရဇင်ကဘာလို့အောင်အဲ့ဒါဝရဇင်လက်နဲ့ကြီးကင်ပြီးတော့မထုတတိရှိဆိုတော့ဘလူးကတန်တေးဘုံကြီးကင်ပြီးချွေးပြန်တန်တေးဘုံကြီးကင်ပြီးဘုံမှာပြမနာမင်းဆိုတာသေးသေးလေးဘလူးအကောင်နဲ့ကြည့်လိုက်ရင်ဒါအသာလေးရိုက်လိုက်ရင်ကိုဟိုကစီစီညံ့ညံ့ကြည်သွားမှာရိုက်ရဲသလားလူလားနေသူ့တဲ့ကြီးတဲ့ကောင်လားနေရှင်းသလားမော့ကြည့်ပြီးချွေးပြန်နေတော့အဲ့ဒီချိန်မှာပဲပြမဒမင်းကနိုးလာတော့ကြည့်လိုက်တော့သူ့ပေါ်မှာပါရှိဘလူနော်တရားသူမမြင်ဘူးဘာမြင်ရဘလူမြင်တော့ဟာဒီဘလူကငါစောင့်နေတာလားဟမ်ငါ့ကိုစောင့်ရှောက်တာလားငါတတ်မလို့လားမသိဘူးတဲ့
ဟုတ်တယ်ဒါလည်းထင်စရာပဲ तू ကမကောင်းမှုလုပ်နေတာလားကောင်းမှုလုပ်နေတာကောင်းမှုလုပ်တော့ तू တတ်မဲ့လူတော့တတ်မဲ့ဘလူတော့မရှိတော့ဘူးလို့ထင်တာပေါ့အဲ့တော့ငါမေးဦးမှာပဲတဲ့သဲကွဲအောင်တဲ့ဗျမနာမင်းအိယာမထားသေးဘူးပဲလက်လိုက်ရမေးတာနော်သူလည်းသူ့မင်္ဂလာလိုပဲနေမှာပဲနည်းနည်းတော့ပြင်းတယ်နော်တင်းမုတ်ကြီးကြိုင်ထားတာလေထားလဲလွတ်မှာမဟုတ်ဘဲနဲ့ရိုက်မှာဆိုလဲအိရဲ့ရက်ခံရတာသက်သာနော်အဲ့တော့အသေးဘလူဘာကိစ္စနဲ့လာတယ်လေတဲ့သင်ငါ့ကိုလာစောင့်ရှောက်နေတာလားပြောမလားမင်းဗါတဲ့သင်ငါ့ကိုလာစောင့်ရှောက်နေတာလားတဲ့အလွန်တရာကြီးလာတဲ့တူကြီးခုနဗါတဲ့တင်းမုတ်ကြီးအမှန်တန်ကြီးမားတဲ့ဒီတန်တင်းမုတ်ကြီးကြိုင်ပြီးတော့သင်ဘာလုပ်နေတာလဲငါ့ကိုလာစောင့်ရှောက်တာလားတဲ့ဆိုတော့ဘလူကအမှန်တိုင်းပြောရမှာလဲခက်စောင့်နေတာပါလို့ပြောအောင်လဲအထက်မှာရှိတယ်ဘယ်သူရှိတော့တရားမင်းရှိတယ်အဲ့တော့ဗြဟ္မဏကတရားကိုမမြင်ဘူးဘလူပဲမြင်လိုက်ဘလူပဲမြင်တော့ဟိုကအထက်ကြည့်ပြီးချွေးပြန်နော်အဲ့တော့တရားမင်းပြောလိုက်အမှန်တိုင်းဗါတယ်လေပြောလိုက်အမှန်တိုင်းဆိုတော့တရားကဟိုမှာဘာကြိုင်ထားလို့ဝရစိန်ကြိုင်ထားတော့သူမလိမ်ရဲဘူးအဲ့တော့ဟဲ့ဗြဟ္မဏမင်းကငါစောင့်ရှောက်ဖို့လာမှာတော့ဘာလို့မလို့သားမလို့ဘာလို့မလို့လဲနေကငါဒီသင်တန်တင်းမုံနဲ့ထုတ်သားမလို့လာတာဆိုတော့ဘာလို့မတတ်သေးတာလဲတဲ့ညမတတ်ကဘာလဲဘာလို့မတတ်သေးတာလဲ तू ကသေရမှာမကြောက်ဘူးသူ့ကိုယ်သူစဉ်းစားတယ်ဩဘလူကတတ်တော့မယ်ငါတစ်သက်လုံးမဟုတ်တာလုပ်ဘူးသလားမလုပ်ဘူးငါအခုလုံနေတာဘယ်သူအတွက်လုံနေတာအများအကျိုးအတွက်လုံနေတာတဲ့သေဖို့အစင်သိမယ်ရှင်းလားသဘောမပေါက်သလားကိုယ့်အတွက်အတ္တနဲ့လုံနေတဲ့လူတွေဟာအဲ့ဒီကံဒီမှာအဲ့ဒါလို့သေနိုင်ကြအဲ့လိုသေတဲ့လူများတွေ့ဘူးလားစဉ်းစားသေလိုက်တော့အစင်သိမယ်ဆိုတဲ့လူလေဘုရားမဲတော်ခမဲတော်ကြီးနှစ်ပေါင်း30ကျော်တရားအထုတ်တာဝိပဿနာတရားတွေကိုရှာတာမှလေစီးပွားဥစ္စာတွေတအားရှမ်းတောက်ဖြစ်နေတဲ့အချိန်စီးစိမ်တွေအလုံငန်းတွေအကုန်ရက်ပြီးတော့3နှစ်3မိုးရှာတာသစ္စာတရားဟောတဲ့နေရာနဲ့အိမ်ထဲကအထက်အောက်3နှစ်နေမှတွေ့ဟုတ်ပြီနော်အဲ့လောက်စီးစိမ်ဥစ္စာတွေစွန့်ပြီးတော့ဒီသစ္စာတရားရှာထားတယ်ဒါပေမဲ့သေကံကြီးတော့ဦးဇင်းဟာဒီတော့မသေးခြင်းသေးဘူးမသေးခြင်းလို့မရဘူးသေတော့မှာဟမ်အချိန်ကြရင်ဘာဖြစ်လို့သေကိုသေရမှာမသေးခြင်းသေးဘူးလို့မလဲဒီအချိန်မှာနှလုံးသွင်းမအောင်လို့ရှင်းသလားအဲ့ဒါပြောတာဟာခင်ဗျနှစ်ပေါင်း30တောင်အထုတ်ထားတာဘာသေရမှာကြောက်နေတာလို့ချောင်းပြောက်ဘယ်သူ့အတွက်ထဲတွက်မနေနဲ့သားတန်ရောစဉ်ယူသွားရင်ခင်ဗျားပဲဒုက္ခရောက်သမီးတန်ရောစဉ်ယူသွားရင်ခင်ဗျားပဲဒုက္ခရောက်မှာခင်ဗျားမရှိလဲသားသမီးတွေအကုန်အဆင်ပြေတယ်ရှင်းလားပူရင်ပူတဲ့လူပဲဒုက္ခရောက်မှာဒါအဖေကိုဟောခဲ့တဲ့တရားယူရင်ပါသွားမယ်မယူရင်ဖြောင်းပြောင်းလာသွားဦးဇင်းကလည်းပြောလိုက်ရင်အရှင်းကြီးပဲနော်ကျုပ်လည်းဒါပဲဟောရတယ်သေမဲ့လူကိုမသေးပါဘူးလို့ကျုပ်မပြောတတ်ဘူးသေမှာရှင်းလားရက်ပိုင်းပဲလို့တော့လေလို့ဆိုနှစ်ပေါင်း30ကျော်အားထုတ်တဲ့လူတော်မှသေရမှာကြောက်တော့ကြရရချီပေါင်းတော့ကြတိုင်းရတတ်စင်လုပ်ပါဦးဘိုးတော့ဘာမှမလုံးနဲ့မရဘူးသိတော့ရှင်းသလားအထဲထဲကအသေးရမှာအလုံးမလုံးတော့ပဲသေးနေပြီဒီအသေးလည်းဘာမှလုံးမတော့6နေပြီအထဲထဲဗိုက်တဲ့ရေတွေကိုဖောင်းလို့ပြီးဘာမှမလုံးလို့မရတော့ရှင်းလားအဲ့ဒါကြီးကိုရရချီလို့ရမရတာအိမ်ကံမကျုပ်ဖေးသေးသွားပြီ10နှစ်ရှိပြီဟမ်ရှင်းသလားအဲ့တော့အများကျိုးရွတ်ဆောင်ပြီးတော့ကြည်သားတန်ရာတစ်ခွဲမှာသူအများကောင်းကျိုးပဲလှုပ်လာတဲ့လူကြတော့ဘာလို့မရိုက်သေးတာလဲဟုတ်ပလားဟဲ့ခင်ဗျားတို့ကျတို့ဆိုဘယ်လိုလုပ်မလဲဘလို့လွတ်ထတော့ရုံးကန်ပြေးတော့မှာပဲအမလေးဆိုပြီးတော့ရှင်းသလားအခုအမတန်ကြမ်းတမ်းတဲ့ကြီးမားတဲ့ကိုယ်ရကြီးတဲ့အမွေးတွေစုပ်ဖွားနေအမတန်ကြမ်းတဲ့ဘလူးကြီးကိုတွေ့တယ်ကြောက်သလားတန်နှင်းပုံကြီးနဲ့ချိန်ထားတယ်ကြောက်သလားဘာလို့မရိုက်သေးတာလဲ
ကြည့်နေကြလားမင်းတယောက်တည်းမဟုတ်ဘူးအဲ့ဒါတရားကောင်းစင်မှတ်သွားတော့ရှင်းလားဗါလဲအားလုံးဒါဓမ္မလက်ဆောင်ပါနော်အိမ်ပြန်ရောက်သွားတယ်ငါတယောက်တည်းမဟုတ်ဘူးငါမိမလားပါသေးတယ်တော့မလုံးနဲ့နော်ဟမ်သဘောပါသလားငါတယောက်တည်းမဟုတ်အောင်မလုပ်ရမှာဗါတယ်လေငါတယောက်တည်းမဟုတ်အောင်လုပ်ရမှာဒါကြောင့်တရားကောင်းတယ်ဗါလဲမင်းတယောက်တည်းမဟုတ်ဘူးမလေးငါမလို့ဗါလဲမင်းတယောက်တည်းမဟုတ်ဘူးရှင်းသလားသဘောပေါက်သလားအဲ့တော့တယောက်တည်းမဟုတ်အောင်မလုပ်ရမယ်အများကောင်းကျိုးသာသနာအကျိုးကျင့်တတ်ကြလားသဘောပါသလားဒီနေ့တက်တော်ရှိအရှင်မြတ်ဆရာတော်ကြီးကဝါတော်90ပြည့်အထိမ်းအမှတ်ဖြစ်တဲ့အများကောင်းကျိုးအတွက်အများသိအောင်ဟောတတ်တဲ့မူကြိုဆရာလေးကိုဟမ်ဒါဆရာတော်ရဲ့ကောင်းမှုမဟုတ်ဘူးလားဒါအများအကျိုးလုပ်တာမဟုတ်ဘူးလားဝါတော်90ပြည့်သေခါနီးနေ့မှာကောင်းခောက်ကမှလည်းကြောက်သေးတယ်သဘောပါသလားရှင်းရောရှင်းသလားဒါသူဘာအတွက်လုပ်လိုက်ကြလဲအများတတ္တဝါတွေအတွက်သာသနာပြုလိုက်ဘာလုပ်လိုက်ကြလဲရှင်းတယ်နော်ဒီအတွက်ဆရာတော်တပါးတည်းမဟုတ်ပါဘူးဗျာရှင်းရလားတက်တော်ရှင်ရှင်မြတ်ကြီးဗျာဆရာတော်တပါးတည်းမဟုတ်ပါဘူးတရားကောင်းစဉ်လေးပြန်ပြောပါဦးအားရှိတယ်ကျင်ရတယ်နော်ဘလူကပြောတာဗါတယ်လေမင်းတယောက်တည်းမဟုတ်ဘူးဆိုတော့လိုက်ရှာတယ်ပြမတာဘယ်မလို့ဆိုတော့အဲ့မှာတရားကိုထင်ပြတယ်ငါရှိသေးတယ်ကျင်ရသလားတရားဘာပြောတယ်ငါရှိသေးတယ်အချိန်ပြည့်နေပြီဗျမြန်လုံးမှပြည့်မယ်ဟမ်ဗါတယ်ငါရှိသေးတယ်ဆိုတော့မှကြည့်လိုက်တော့ဩသင်ဘသူလဲသူကလည်းမေးရပြန်မြင်မှမမြင်ဘူးပဲဟုတ်နော်အဲ့တော့ဟာသင်ကဘသူလဲရောက်နေပြန်ငါခန့်တဲ့လူတွေကိုများလာ ਈ လားအပြန်ဆောင်နေဘာလို့နေကြလဲမသိဘူးနော်ဆိုတော့မှငါတရားမင်းဖြစ်တယ်အဲ့တော့အများကျိုးရွတ်ဆောင်သူတွေအတွက်ငါတို့မှာစောင့်ရှောက်ဖို့အမြဲအဆင်သင့်ရှိနေတယ်တဲ့မင်းတယောက်တည်းမဟုတ်ဘူးပြောပြန်ပြီရှင်းရကြလားဗါတယ်လေမင်းတယောက်တည်းမဟုတ်ဘူးပြမရမင်းမပူနဲ့တဲ့ကောင်းမှုကောင်းရာကောင်းကြောင်းကောင်းကျိုးအလုပ်ကိုသင်ရဲရဲတင်းတင်းလုပ်ပါကဲဘလူမသိခြင်းကိုရှင်းသလားအဲ့တော့သင်ဘလူလဲဒီနေ့ကစပြီးတော့သူတစ်ပါးကိုတတ်တဲ့ဖြတ်တဲ့အလုပ်မလုပ်ပါနဲ့သူများအသက်သွေးနဲ့အသက်မွေးတဲ့အလုပ်ကိုလည်းမလုပ်ပါနဲ့ဘလူအားလုံးခေါ်ခဲ့ဆိုဒီတရားမင်းကဘလူတွေအကုန်ခေါ်ပညာပေးပြီးပြန်တော့တယ်ကိုရှင်းလားအဲ့တော့တရားမင်းကပြောပြီမင်းတို့မစားနဲ့ဆိုတော့သူစားလို့ရသေးလားမရတော့ပြီးသွားအဲ့တော့တရားမင်းကတခါဘုရားအလောင်းတော်ကိုတရားဟောပြီးတော့လောကကောင်းကျိုးဆောင်ရွက်သူအများကျိုးဆောင်ရွက်သူသာသနာတော်ကိုထိမ့်သိမ်းစောင့်ရှောက်သူတို့ဟာဘယ်သောအခါမှတယောက်တည်းမဟုတ်ဘူးလေရှင်းတယ်နော်မင်းတယောက်တည်းမဟုတ်ဘူးပြမတာကြီးတဲ့လောကမှာတရားကိုချစ်ခင်မြတ်နိုးတဲ့လူတွေများစွာရှိပါတယ်တဲ့အဲ့တော့အများအကျိုးကိုတရားရှိစတဲ့သဘောဆောင်ရွက်ပါသာသနာအကျိုးဆောင်ရွက်ပါလူတွေကိုအားလုံးလမ်းမှန်တရားပြပါဆိုပြောပြီးတော့တရားရှိမင်းကိုငါတို့အမြဲတမ်းစမ်းပိုင်စောင့်ရှောက်နေမယ်ရှိလားပြမနာမင်းကိုဘယ်သူကစောင့်ရှောက်ရတော့ပြអော်လိုက်ရတာတရားမတော်မူပါတရားမမဲ့ဂိမ်းဆိုင်ပြီတကောင်းမှဆင်းမလားတရားတွေဘာဖြစ်နေလဲဟမ်တရားတွေဘာဖြစ်တရားဘာလို့မလာလဲအေးမလာထိုက်လို့မလာတာရှင်းသလားခင်ဗျားတို့တရားလာလောက်အောင်များခင်ဗျားတို့ထိုက်တန်တဲ့စိတ်ရှိသလားရှင်းသလားဟဲ့ပြမရမင်းဟိုမှာတွန်းဆုပ်ခြင်းရှိသလားကြောက်ရွံ့ခြင်းရှိသလားငါအများလုံးနေတာတဲ့မင်းတတ်ခြင်းလဲတတ်လိုက်ဘာလို့မရိုက်သေးတာလဲတဲ့ဘာလို့မရိုက်သေးတာလဲ
မင်းတယောက်တည်းမဟုတ်ဘူးရှင်းသလားသဘောပေါက်သလားဟင်ငါတယောက်တည်းမဟုတ်ဘူးဘယ်သူရှိသေးလို့တော့ဆိုတော့တရားမင်းကငါရှိသေးတယ်ဟုတ်ကလားအဲ့တော့မင်းလှုပ်နေတာမင်းတယောက်တည်းမဟုတ်ပါဘူးတဲ့မဟုတ်ပါနဲ့အိတ်နေတာဗြဟ္မတာမင်းတယောက်တည်းဒါပေမဲ့အများအလှုပ်သူအတွက်တယောက်တည်းရှင်းလားဒါဖြင့်အကြောင်းကောင်းရင်ကောင်းတာလုပ်ရင်ရှုံးသလားကဲဒါဖြင့်တရားရှိဘသူတရားပြက်ရှင်းတတ်ကြလားမဟုတ်မမှန်မတရားတဲ့အလုပ်နဲ့လုပ်ပြီးအသက်မွေးရတာနဲ့ဆိုင်ရင်ဟုတ်တာမှန်တာလုပ်ပြီးသိရတာကရှင်းတတ်ကြလားအဲ့တော့ဗုဒ္ဓသာသနာတော်ဒီသူတော်ကောင်းတို့အတွက်ဘာဖြစ်လဲကျေးဇူးရှိမရှိအမှန်တန်ကျေးဇူးများတဲ့သာသနာတော်အတွက်ငါတို့ပေးဆက်ဖို့သိမသိအဲ့တော့တာဝန်ကျေဖို့လိုတယ်ရှင်းသလားကဲသာသနာပေါ်မှာဘယ်လိုတာဝန်ကျေအောင်လုပ်ဖယားအဆုံးအမကိုလိုက်နာကျင့်သုံးရင်းနဲ့အများအကျိုးကိုဆောင်ရွက်မှာရှင်းသလားဘုသူအဆုံးအမအတိုင်းလေဖယားရဲ့အဆုံးအမအတိုင်းဓမ္မသာသနာကျေးဇူးဆက်ရရောက်မယ်ရှင်းသလားဒီနေ့ဆရာတော်ဘုရားကြီးဦးဇင်းတို့အမှန်တမ်းမှကြီးညိုပါတယ်လေးစားပါတယ်အကြောင်းတော်တိုင်းထဲမှာတခါတည်းအခုလို့တရားပွဲကြီးတွေကျင်းပပြီးတော့မွေးနေ့ပူဇာဆိုတော့မွေးနေ့မင်္ဂလာဆိုပြီးပွဲတွေလမ်းတွေလုပ်ပြီးတော့အာဟုသို့ပေးတာနဲ့စရင်ဒါဘာလို့တာကုသိုလ်ပေးတာအများအကျိုးပေးတာငါမွေးနေ့ဖို့လို့ပွဲလုပ်ရှင်လို့တရွာတအိမ်မလောက်စီဆိုရင်တော့ဒါနှိပ်ဆက်ပြီရှင်းသလားဒီဘုန်းကြီးအများအကျိုးဆောင်တာမဟုတ်ဘူးအများပြောင်းအောင်လုပ်တာပဲရှင်းတတ်ကြလားအခုဆရာတော်ဘုရားမလုပ်လိုက်အများအကျိုးဆောင်လိုက်တာခင်ဗျားတို့အတွက်ကောကျိုးရှိမရှိအဲ့တော့ကိုယ့်အတွက်တော့သူများအကျိုးရှိအောင်လုပ်ပြီးကိုကဘာပြန်လုပ်မလဲရှင်းတတ်ကြလားဘုသူအဆုံးမအတိုင်းလေဘုရားအဲ့ဒါလေးတော့မမေ့နဲ့ဘုရားရဲ့အဆုံးအမအတိုင်းအဲ့တော့တတိထာဝရိယာဆိုင်ပညာနဲ့ကြည့်ဒီခန္ဓာမြဲသလားမမြဲဘူးလားအဲ့တော့မမြဲသောခန္ဓာကြီးအတွက်နဲ့အကုသိုလ်တွေလုပ်ပြီးအသက်မွေးအောင်မလားမကောင်းမှုတွေနဲ့အသက်ဆက်အောင်မလားအဲ့တော့မမြဲတဲ့ခန္ဓာကြီးဟာမမြဲတဲ့အတူတူတော့ကောင်းမှုလုပ်ရင်းနဲ့ပဲသိကြစို့ရှင်းသလားအများအကျိုးလုပ်ရင်းနဲ့ပဲသိကြစို့မင်းကြီးမင်းတယောက်တည်းရှင်းသလားလုပ်တတ်မလားလုပ်ရဲပြီလားမလေးလောကအရှင်များတရားပြည့်နေတယ်လို့အများတော့ကိုတယောက်တည်းကောင်းနေလို့လည်းဖြစ်တာမဟုတ်ဘူးဟမ်အဲ့တော့ပြောကြဘူးလားခုပြောဖို့များသေးသူသမင်္ဂလာတို့ခဏခဏပြောပြအရှင်ဘုရားတပါးနဲ့ဘာတတ်နိုင်မှာမို့လို့ပဲရှင်ဘုရားရေနေသားသလိုနေလိုက်စားကျုပ်တယောက်တည်းမဟုတ်ရှင်းသလားကျုပ်တယောက်တည်းမဟုတ်ဘူးသဘောပါသလားဟဲ့ပြမရမင်းတယောက်တည်းမဟုတ်ဘူးသူဘု து အတွက်လုံးနေတာသူ့နောက်မှာအများရှိတယ်ရှင်းရလားသဘောပေါက်သလားဒါဖြင့်အများအကျိုးဆောင်ကိုအကျိုးလောက်စားမှအများအကျိုးဆောင်တွန့်ဆုတ်တဲ့ရန်ကုန်သားတွေဘာလို့တော့တွန့်နေတာအများအကျိုးဆောင်အဲ့တော့အများအကျိုးအတွက်သာသနာအကျိုးအတွက်လုပ်သင့်မလုပ်သင့်တတိထာဝရိယဆိုင်ပညာနဲ့ကြည်အာတုဘခန္ဓာကိုယ်ကြီးအတွက်အာတုဘအာကုသို့အဖြစ်မခံနိုင်ရှင်းသလားခင်ဗျားတို့ခန္ဓာကိုယ်ကြီးကသူ့ပါလားအာတုဘလားဒီလိုလုံးကြီးတင့်တယ်တာမရှိတယ်နှစ်သက်စရာမြတ်လို့စရာမရှိတယ်အားလုံးကဖြစ်ပြီးရင်ဘာသစ္စာကြီးတော့ဒုက္ခသစ္စာကြီးအတွက်နဲ့အာကုသို့ဖြစ်ခံမလားအခုခင်ဗျားတို့မွေးဖွားလာကြတာတိရစ္ဆာန်တွေလားလူတွေလားလူပိသအောင်လုပ်ရှင်းတတ်ကြလားဘာပိသအောင်လုပ်မယ်လူဆိုရင်တူတယောက်တမိသားစုကောင်းစားရေးပဲလုပ်ရမလားအများကောင်းစားရေးလုပ်ရှင်းတတ်ကြလားသာသနာတွင်သားပြီးသာသနာအလုပ်ကိုကြိုးစားပြီးလုပ်ကြအဲ့တော့ကာယကံဝစီကံမနောကလောဘဒေါသမောဟပါတဲ့အလုပ်ကိုဖယ်ပါလောဘဒေါသမောဟမပါတဲ့အလုပ်ကိုလုပ်ရမှာရှင်းတတ်ကြလားအဲ့တော့အာလောဘအာဒေါသအာမောဟဥစည်းတဲ့ကံတွေကိုလုပ်ပြီးတော့သာသနာရဲ့ခြေဆုဘုရားတရားသံဃာမိဘဆရာရဲ့ခြေဆုကိုဆက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားကြစို့ရှင်းရလားဒါကြောင့်ဆရာတော်ကြီး
နှစ်90ပြည့်ဝါတော်90ပြည့်အထိမ်းအမှတ်မှာဒီနေ့မင်းတယောက်တည်းမဟုတ်ဘူးဆိုတဲ့သာသနာပြုတရားနဲ့ပူဇော်ပါတယ်ရှင်းရလားအားလုံးလည်းဒီနေ့ကစပြီးတယောက်တည်းမဖြစ်ကြစေဗါတယ်လေမဖြစ်အောင်တတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘု து ဆုံးမတိုင်းနေဘုရားဆုံးမတိုင်းဘု து ကိုဘု து ပြုပြင်သွားမှာလဲအရေးကြီးတာကိုပြုပြင်ဖို့ပြုပြင်နေရင်ဒါအများအကျိုးစောင့်ရှောက်နေတာပဲရှင်းရလားအချိန်တော့ပြည့်နေပြီနည်းနည်းလေးပြောလိုက်မယ်နားမလည်သူတွေအတွက်မူသားငါဒီနေ့တခွန်းမှမူသားမပြောဘူးဆိုရင်ခမည်းအလိန်ခံရမဲ့လူတွေအများကြီးချမ်းသာသွားရှင်းရလားဒီနေ့ငါဘယ်သူပစ္စည်းမှမခေါ်ဘူးကွာဆိုရင်အခိုးခံရမဲ့လူတွေအများကြီးကိုထိန်းတာနဲ့အများကျိုးဆောင်ပြီးသားဖြစ်နေပြီရှင်းရလားဒါဖြင့်ဘယ်သူဆုံးမတိုင်းနေကြမလဲအဲ့တော့ဒီနေ့ကစပြီးငါတို့မဟုတ်တာမှန်တာမလုပ်ဘူးကွာရှင်းရကြလားမဟုတ်တာလုပ်ပြီးအသက်ရှင်မဲ့စားဟုတ်တာမှန်တာလုပ်ပြီးတော့သိရတာကမြတ်တယ်ဆိုပြီးဒီနေ့မြန်မာလူမျိုးဗုဒ္ဓဘာသာအမျိုးကောင်းသားအမျိုးကောင်းသမီးတွေအားလုံးဘုရားအဆုံးအမတိုင်းရပ်တည်ပြီးတော့တယောက်တည်းမဖြစ်ကြစေနဲ့ရှင်းမလားကဲဒါဖြင့်ခန္ဓာကြီးရဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဒီကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်သံတရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်သာသနာတော်နဲ့တွေ့ခိုက်သာသနာကျေးဇူးဆက်နိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့အချိန်နဲ့နည်းနည်းလွန်သွားပြီမို့လို့တော်ကြစို့